ဟုတ်ဆိုတော့အခန်းကြီး30ခန်းငယ်1ကနေ40ထိမှာသခင်ရှုကနေပရမတမန်တော်12ပါးကိုစီလွတ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ပထမဆုံးဒီအမင်းဘီကွန်ကသခင်ယေရှုကတမန်တော်တွေကိုစီလွတ်တဲ့အခါမှာပေါ့နော်ဘာတကူမီဒီတကူမီဒီအခွင့်တကူအာနာကိုပေးတဲ့နေပေါ့ဟုတ်ကဲ့ကျွန်မဖြည့်ကြည့်ပြီနော်ဆရာမဖြည့်ကြည့်မယ်နော်ဆရာမဟုတ်ကဲ့ရှင်ဟုတ်ကဲ့သခင်ယေရှုကတဲ့ညင်ညူးတဲ့နတ်ဆိုးတွေကိုနှင်ထုတ်နိုင်ခြင်းအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေနိုင်ခြင်းစတဲ့အခွင့်တကူအာဏာတွေကိုတမန်တော်ကျိတ်နှစ်ပါးပေးတယ်လို့ရေးထားပါတယ်ဆရာမဟုတ်ကဲ့ thank you ပါကျန်းစာထဲမှာလည်း direct ပါနေတယ်ပေါ့နော်တော့သခင်ယေရှုကတမန်တော်တွေကိုစီလွတ်တဲ့အခါမှာဒီတိုင်းဥစားပါလဲငက်ကိုဒီလိုမျိုးလွတ်တယ်လို့ပေါ့နော်လွတ်တာမဟုတ်ဘူးသူတကူနဲ့တမန်တော်တွေကိုတကူအပြည့်နဲ့စီလွတ်ထားတယ်ဆိုတဲ့အကြောင်းကိုကျမတို့ဒီကနေတွေ့ရတာပေါ့နော်ဟုတ်ပြီနံပါတ်2မှာဒီဒါတော့ပြန်လဲကောက်ယူဖို့ဖြစ်တဲ့နာမည်တမန်တော်တစ်ကျစ်နှစ်ပါးတို့ဤနာမည်များကိုရေးပါတဲ့ဝိတ္တပြောမလားလွယ်တယ်ဆိုတော့ကျွန်မပြောလိုက်မယ်ဟုတ်ကဲ့တကျိတ်နှစ်ပါးတော့တပည့်တော်တို့၏အမိမှာပီတရုခေါ်ရှိမုန်အန်ဒရိုဇီဘီဒေတာယာကိုနဲ့သူနီယောဟန်ဖိလိပ္ပုဘာတောလမဲတောမာနဲ့အခွန်ခံမတ်တဲ့အလဖေဣတာယာကိုနဲ့ဒီတယောက်အဲ့ဒါဘယ်လိုဖတ်လဲတော့မသိတော့မြန်မာလို့ဆိုတော့တတ်တယ်တတ်တယ်ဟုတ်တယ်ကိုအမီတိကိုရတော့ဒီဘဲကာနနိလိုရှိမုံနဲ့ကိုတော့ကိုအနန္တောယူဒရှာကယုဖြစ်သည်အနေအဲ့ဒီမှာဟိုမှာပီတာနဲ့ဂျွန်တို့ဂျေးမစ်တို့ဆိုရင်ကျမတို့အရင်ရင်းနေတယ်လေပြီးတဲ့နောက်ရှိလားဒီဆက်နှစ်ပါးတဲ့မှာလေကျမတို့အရင်ရင်းနေတဲ့ဂျွန်တို့ဟိုပီတာတို့ဘာလို့ဆိုရင်အန်ဒရူးတို့ဆိုရင်ကျမတို့အရင်သိတယ်လေဆက်နှစ်ပါးတဲ့မှာဆိုအဲ့ဒီဆက်နှစ်ပါးတဲ့မှာကိုတိတ်မရင်းနေတဲ့နာမည်ရှိလားရှိပါတယ်ဟုတ်တယ်ရှိတယ်ဘယ်ဟာမရင်းနေလဲဘာတော့လေးမဲဆိုတာတော့တိတ်မသိဘူးဘာတော့လမဲကတော့တစ်ခေါက်ကြားဘူးသလိုပဲဘာလဲအဲ့ဒီနာမည်လို့မရင်းနေနိုင်ဘူးအချိန်ချင်းအလို့ရလဲမမိသွားတယ်ပတ်တော့လာပါဟုတ်တယ်နောက်ဘယ်သူရှိသေးလဲကျမအဲ့ဒီမှာလေဒီကပြီးရင်ဟိုအထွေထွေမှာမေးဖို့အဟာတော့ရှိတယ်ပေါ့နော်အဲ့ဒီမှာနံပါတ်3နဲ့9ကယာကုပ်2ယောက်ပေါ့နော်အဲ့ဒီဟာလဲနည်းနည်းလေးသိချင်တာပေါ့နော်ပြီးတော့မှပါဆရာမအချိန်ရမှအဲ့ဒီနာမည်တွေကသခင်ရှုနဲ့ဆက်နွယ်တဲ့ဟိုပါပေါ့အမျိုးတွေကလားအဲ့လိုမျိုးပေါ့နာမည်တူတွေကတအားများတော့လေနည်းနည်း confuse ဖြစ်တယ်ဆရာမအဲ့ဒါလေးအချိန်ရရင်ခုမဟုတ်ရင်တော့မှပေါ့နော်နောက်များကြရင်ရှင်းပြပေးပါလို့ကျေးဇူးပါဆရာဒီမှာလဲ James နှစ်ပါးနော်ဟုတ်တယ်တယောက်ကတော့ Jebedi ရဲ့သားတယောက်ကတော့ Last သူတို့အဲ့ဒါကြောင့်သူတို့ဖခင်တွေရဲ့နာမည်နဲ့ပါတာဖြစ်တယ်အဲ့တော့ဟိုကျမ်းစာရေးတဲ့ James ကဘယ်တယောက်လဲဆရာမကျမအထင်ကဒီ son of Zebedee များဖြစ်နေမလားလို့လေနောက်ဘယ်သူရှိသေးလဲအခုနောက်တတဲ့ဆိုတဲ့တရားဘယ်လိုခေါ်လဲပြန်ကြည့်မယ်နောက်တယောက်ကဆရာမဟိုပါလေကာနနိလူရှိမုံဆိုတာအဲ့ဒါတခုနဲ့အဲ့ဒါလည်း confuse ဖြစ်တယ်သခင်ရှုရဲ့ကားတိုင်းထတာလည်းရှိမုံဆိုတော့လေကျမ်းစာဖတ်တဲ့အခါမှာအရှိအသေးနာမည်တွေမဖတ်တဲ့အခါမှာအခုလည်းပြန်လှန်ဖို့အချိန်မရှိဘူးပေါ့နော်ဆိုအဲ့ဒါနည်းနည်း confuse ဖြစ်တယ်ဆရာမအဲ့ဒါလေးပါတိုက်ပေါ်ကဟိုစာရှိမုံတော့အဲ့ဒီဟိုစာခရစ်တေတဲ့အချိန်မှာလာတဲ့ရှိမုံတော့ the other not the disciple ဟုတ်ကဲ့not the
ကျုပ်ဘယ်သူရှိသေးလဲယူရရှာကယူတော့တည်တယ်နော် မေ အဲ့ ကြီး ဒါ လို့ တော့အားလုံးကအတိဆုံးပေါ့ မေကြီးလို့ဟုတ်တယ် ဟုတ်ပြီအဲ့စင်တော့နောက်မိဆရာရှင်ပြန်သွားမယ်လေနော်နံပါတ်3မှာဒီအခန်းကြီး35နီ41တွင်တခင်ယေရှုဒီတမန်တော်တစ်ချိန်တစ်ပါးကိုစီလွတ်တော်မူသောအခါလမ်းညွှန်ခြင်းများကိုပေးထားပါသည်တဲ့အဲ့ဒီထိုလမ်းညွှန်ချက်မှာတပါးမြို့သားတို့ရှိရာသို့မတော်ကြနဲ့အရှမာရိမြို့ရွာသို့မတော်ကြနဲ့ဣတရိယအမျိုးပျောက်လွတ်တော်သူများရှိရာသို့အရင်သွားကြလော့ဆိုပြီးတော့မှပြောထားတယ်ဟူသောတပါအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာဟူသောတပါသူတို့ကိုထက်မဝင်သောတဘောဆောင်သည့်တခြားလူတွေကိုမစင်စားတဲ့တဘောပေါ့နော်လမ်းညွှန်ချက်များကိုတွေ့ရှိရပါသည်သခင်ယေရှုတည်အဘေကြောင့်တပါသူမပါဝင်သောအတုံးလုံးများကိုအသုံးပြုသည်နည်းပေါ့နော် inclusive မဟုတ်ဘဲနဲ့ exclusive ပေါ့နော်တခြားလူတွေကိုထက်မဝင်စားထက်မဝင်မထည့်ဘူးပေါ့နော်အဲ့ဒီထဲမှာဆိုတော့ဒါဘယ်လိုဖြစ်မလဲဘယ်လိုတဘောရလဲဘယ်လိုနားလဲလဲ ကျွန်မဖြေလိုက်မယ်နော်ကျွန်မဖြေတဲ့ဟာ ဒီပါ သခင်ယေရှုကတပိတ်တော်များအားဤတရီလအိမ်များတို့တာဝန်ရမည်အထူးမိန့်မှာထားလိုက်တယ်ဤရှိလော့ချင်းဟာလောကအခန်းကြီး30ငယ်တိတွင်ဖော်ပြတော့တပိတ်တော်80ရှိလော့ချင်းနဲ့မယောနောရှိလို့ပါလို့ဒီလိုရှင်မာသဲ28 90တွင်ပါရှိတော့မဟာရှိကားချက်နဲ့လဲမတူပါဘောနော်ဘုရားသခင်ကနိုင်ငံတော်ဒီလိုနေကြံခရီးကိုဟောပြောရှိခိုင်းခြင်းဖြစ်ဒီပေါ့နော်အချို့မိန့်မှာတော့အချက်များဒီလဲကာလရှင်စစ်ဒီမဲတို့ဤခရီးဒီရာကြီးဖြစ်ခိုင်းခြင်းဖြစ်တော့ကြလောက20နှစ်35 36မှာလဲမိန့်လိုက်တာမရှာမာရီနဲ့တပအမျိုးသားတို့အားအင်ထဲတို့မဝန်ကြနဲ့ပြမိန့်မှာထားတယ်ပေါ့ဤတနာခရီးဟာအဓိကသက်ရှင်တော့ဘုရားအသက်ရှင်တော့သူတို့အသက်ရှင်ခြင်းမှာပျောက်တော့သူများကိုပျောက်ဆုံးနေတော့ဝိညာဉ်သူများဖြစ်တယ်ပေါ့နော်ဣသရေလများအင်ထဲတို့ဥစားဆိုပြီးဝညာဖြစ်တဲ့အကြောင်းကိုဖော်ပြချင်တာလို့ကျွန်မယူဆလိုက်ပါတယ်အဲ့လိုပဲကြည့်လိုက်တယ်ဟုတ်ကဲ့ thank you ပါဆိုတော့ဒီမှာဆွေးနွေးဖို့ကသခင်ယေရှုကပျောက်သောဣတိရီလများအတွက်တန်လျင်လာတာဖြစ်နိုင်မလားဘာဘယ်လိုဒီကြမ်းချက်ကိုကျမတို့ဘယ်လိုနားလည်မလဲပေါ့ အနေမမှုပြောမယ်နော်ဆမ ကဲ ဣသရေလလူမျိုးကဖျားရှင်ကိုယ်တိုင်ကဂရိသစ္စာထားတဲ့သူရဲ့လူမျိုးဖြစ်တယ်နောက်ပြီးတော့ကတရှင်ကြွလာမယ်ဆိုတဲ့အကြောင်းကိုလည်းသိထားပြီးတဲ့လူတွေဖြစ်တယ်ပေါ့နော်ခရစ်တော်ကိုယ်တိုင်ကလည်းသူရဲ့3နှစ်တာဒေသစရိတရားဟောပေါ်မှုများကိုလုပ်တဲ့အခါမှာဂျူးလူမျိုးကိုပဲလေးထားအခြေခံပြီးတော့ဟောကြားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံးသတင်းကောင်းကိုကြားနာခံစားရဖို့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်လို့ဟုတ်ကဲ့တခြားလူတွေရောကျမတော့သူရွေးကောက်တဲ့လူမျိုးတော်မှတဆင့်သူ့ရဲ့ဘုန်းတော်ထင်ရှားစေရန်ဖြစ်တယ်လို့ကျမယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ဘာပဲဖြစ်ဖြစ်ထိုနည်းတူပေါ့နော်ကျမဖြေထားတာအိမ်တောင်စုများတိုင်းနိုင်ငံများတွင်လည်းမိမိအိမ်တောင်မိမိနိုင်ငံများကိုဥစွာပြုပြင်ခြင်းအပြင်အခြားသို့ကူးဆက်ရန်အင်အားဖြစ်လာပါသည်လို့ကျမတို့အဲ့လိုဖြေထားတယ်မမှန်တော့ခွန်းလို့ပါမမှန်ဆရာအကြောင်းမရှိပါဘူး
ပထမတခြားခံယူချက်ရှိသေးလား ဆောင်းကအန်တီတို့ပြောသွားတဲ့အရာတွေတော့ထပ်မပြောတော့ဘူးပေါ့နော်ဟိုဖြည့်ဟိုထပ်ပြီးတော့ရေးထားတဲ့အရာကတော့အဲ့ဒါဟိုဘကောကဘာဦးတဲ့ကဘုရားသခင်ကအင်းအဖျင်ပေါ့နော်အာဗြဟံကိုမိန့်ထားတဲ့အတိုင်းလူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာခံစားရမယ်ဆိုတော့သူ့ရဲ့ကောင်းကြီးမင်္ဂလာစပြီးစီစဉ်မှာဂျူးကနေပေါ့နော်ဟိုဘာလို့ခေါ်မလဲကောင်းကြီးမင်္ဂလာအလုံးစုံပေါ့နော်ဒီလူမျိုးအဖျင်မဲ့သူကဖြစ်စေခြင်းနဲ့ဆန္ဒရှိတယ် ဟုတ်တယ် အဲ့ဒီအရာအဖျင် prophet တွေကဆက်လက်ဟောကြားတဲ့အရာကိုပြည့်စုံဖို့ပေါ့နော်အဲ့ဒီသက်တည်ဖြစ်ဖို့ရန်အတွက်ဆိုတာဖြည့်ထားပါတယ်လို့နောက်တစ်ခုကဘယ်လိုခေါ်မလဲ तू က3နှစ်ခွဲပဲသာသနာလုပ်ရတာလေနော်ဟိုဟာသူ့ရဲ့ focus ကအဲ့မှာအရင်ရှိမှရမှာပေါ့နော်နောက်မှဟိုဂျူးတွေကလက်မခံမှသာကျွန်တော်တို့ဓမ္မမျိုးသားတွေကိုဒီကတင်ချင်းအစီအစဉ်ခဲ့တာပေါ့နော်အဲ့ဒီအရာလေးဖြည့်ထားပါတယ်လို့ thank you မှန်တယ်အဲ့ဒါမှန်တယ် ဟုတ်ပြီအခုဖော်ပြတဲ့အချက်တွေအားလုံးကျမတို့ဒုစာစဉ်းစားဒီအထောက်အကူဖြစ်တယ်ပေါ့နော်ဒီကြမ်းချက်ကိုနားလည်နိုင်ဖို့ရန်အတွက်OBG ကြမ်းချက်နဲ့ပတ်သက်လို့မှစာမပြောခင်ခုနကျမစိတ်ထဲမှာပြန်လာတာကအဲ့ဒီ12 disciple တွေမှာခုနမှတည်တာ James ကျမ်းစာ James ကြီးတဲ့လူကဘယ်သူလဲဆိုတဲ့ဟာလေ အဲ့ဒါဟိုစာ12 disciple တဲ့ကမဟုတ်ကြ I recall back that the James ကအဲ့ဒီတမန်ကျမ်းစာထဲမှာရှိတဲ့ James Order က the brother of Jesus James so 12 disciple တဲ့ကမဟုတ် အော် so ခုနမိကွာကျွန်မနည်းနည်းဟိုစာ I don't expect that question so I just come up so ကျမနှစ်ယောက်စလုံးကအဲ့ဒီဟို disciple ဟိုခရစ်တော်ရဲ့အမျိုးမဟုတ်တဲ့သဘောပေါ့နော်နံပါတ်3ကို9က3ယောက်မြောက်ကို9ယောက်မြောက်ကို ဟိုဟုတ်တယ်3နဲ့9ကတော့သူ့ဖခင်ကတခြားစီပဲတယောက်ကတော့ ဟုတ်တယ်ပါ ယောက်ကတော့ Alperas ပေါ့နော်ဆိုတော့အခုဒီ Order of Jacob ရေးတဲ့သူကတော့ the brother of Jesus ဟုတ်ကဲ့ဒီနံပါတ်4ကယာကုပ်ကြီးပြောမှန်က အဲ့ဒါလည်းပဲ suggestion suggestion အများအပြင်သူ့ရဲ့ညီဥစား James ကရေးတာဖြစ်နိုင်တယ်ပေါ့နော် yeah ဟုတ်ကဲ့ thank you ရှင်မ ဟုတ်ပြီဆိုတော့ဒီ3မှာပထမအဆုံးဒီကြမ်းချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာမဿဲကမဿဲစာရေးဆရာပေါ့မဿဲကသူ့ရဲ့ audience ကဘယ်သူလဲဆိုတာကိုကျွန်တော်စဉ်းစားဖို့လိုတာဖြစ်တယ် so Matthew ရဲ့ audience ကအထူးသဖြင့် Jewish တွေဖြစ်တယ် Mark ရဲ့ audience ကMark ဆိုရင်တော့ Gentile ပေါ့နော် Luke လည်းပဲသူကအများဖြင့်ရောတယ် Gentile ရော Jews ရောသူအကုန်လုံးပါဝင်ပြီးတော့မှရေးထားတယ်ဆိုတော့ဒီ gospel ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာ Matthew ဆိုရင် mostly his audience are the Jewish people ဆိုတော့ဒီစာကိုဖတ်မဲ့လူက Jews တွေဖြစ်တဲ့အတွက်ကြောင့်ဒီခရစ်တော်ဟာသူတို့အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်သဘောပေါက်ဖို့ရန်အတွက် Jewish ရဲ့ understanding လို့မဟုတ်ရင်လည်းပဲသူတို့သူတို့အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စီခြင်းတော့ purpose တခုရှိတယ်ဆိုတဲ့အရာကိုပေါ့နော်ကျမတို့စိတ်ထဲမှာထားဖို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်လာတာကအတ္တိလလူမျိုးများအားလုံးအတွက်တာလင်မဟုတ်ပဲနဲ့လူအားလုံးအတွက်လည်းဖြစ်တယ်ဆိုတဲ့အရာပေါ့နော်။ Now ဒုတိယအချက်ကဒီခရစ်တော်ရဲ့သာသနာလုပ်ငန်းတို့အစပြုတဲ့အခါမှာပေါ့နော်ဒါ strategy ဘာမဆိုကျမတို့mission ဆိုလဲ mission strategy အဖျားเจ้าဆိုရင်လည်းပဲခုအစီအစဉ်နဲ့ကို strategy တွေအများရှိကြတယ်ဆိုတော့အဲ့ဒီ strategy မှာ the first step က focus to the Israel နော်ပြီးတဲ့အခါမှာ the next step ဆိုတော့မှအဆင့်ဆင့်နဲ့လာမှာဖြစ်တယ်ဒါဒုတိယအချက်နောက်ပြီးတော့တတိယအချက်ကခရစ်တော်ကဒီJews တွေကိုပဲ Jews တွေအတွက်ပဲသူလာတာမဟုတ်ဘူးဒီ Gentile အတွက်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုနောက်မှဆိုတာကသူ့ရဲ့သာသနာလုပ်ငန်းမှာတည်တာထင်ရှားစွာပေါ်ပြတယ်အဲ့ထဲမှာဒီ
ပထမဆုံးတွေ့တာက John 4เนาะ John 4ထဲမှာခရစ်တော်ကစမာရတန်အမျိုးသမီးနဲ့တော့ပြတော့မှစကားပြောတယ်။အဲ့မှာတဘောကဒီမက်သျူးမှာဣသရေလလူတွေအတွက်တာလျင်ဖြစ်တယ်ဆိုတဲ့အရာကဒီဂျွန်ကိုကျွန်တော်ကြည့်တဲ့အခါမှာခရစ်တော်ရဲ့သာသနာလုပ်ငန်းမှာ extend ဖြစ်တယ် Jews တွေအတွက်ပဲမဟုတ်ပဲနဲ့စမာရီယာဂျန်တာလူမျိုးတွေအတွက်လည်းဖြစ်တယ်ဆိုတဲ့အရာတွေမှာပါတယ်နောက်ပြီးတော့ Matthew 8ထဲမှာလည်းပဲခရစ်တော်ကဒီ Roman centurions ရဲ့အစီခံပေါ့နော်သူ့ရဲ့ဂျုံကိုဖျားတက်တာစီတဲ့အခါမှာလည်းသူလည်းဂျန်တာပဲပြောချင်တာကခရစ်တော်ကဒီ Jewish Israel တွေအတွက်ပဲဖြစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့သာသနာလုပ်ငန်းလည်းအဲ့မှာလုပ်เสียအကြောင်းမရှိဘူးပေါ့နော်နောက်တခြားအများရှိတယ်ဥပမာခရစ်တော်ရဲ့သာသနာလုပ်ငန်းကဒီincrease မဟုတ်ဘဲနဲ့ exclude ဖြစ်တယ်ဆိုတဲ့အကြောင်းနောက်သူရှင်ပြန်ထမြောက်ပြီးတော့မှတမန်တော်တွေစီမှာ the great commission ပေးတဲ့အခါမှာလည်းပဲ make disciples of all nations ဆိုတဲ့အရာပါတယ်ဆိုတဲ့အချက်အကုန်လုံးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီနေရာမှာခရစ်တော်ပြောတဲ့တပါးအမျိုးသားတို့ရှိရာတို့မသွားကြနဲ့စမာရိမြို့ထဲတို့မဝင်ကြနဲ့ဣသရေလအမျိုးပြောက်လွန်းတော်သူများရှိရာတို့အရင်သွားကြလောဆိုတော့အရင်ဆိုတဲ့အရာလေ strategy အရင်ဆုံးသွားမယ်ခုနပေါ်ပြထားတဲ့အတိုင်းတခြားသောလူမျိုးတွေအတွက်ပြန့်နှံ့ဖို့ရန်အတွက်သူတို့ဟာအစပြုခံရတဲ့လူတွေဖြစ်တယ်။နောက်ဒီ Matthew author ကလည်းပဲ Jewish တွေစီမှာဒီခရစ်တော်အကြောင်းကိုဖော်ပြတာဖြစ်တဲ့အတွက်ကြောင့် audience တွေနားလည်အောင်လည်းပဲသူဖော်ပြထားခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီအရာတွေအကုန်လုံးကျမတို့စိတ်ထဲမှာရှိတယ်ဆိုလို့ရှိရင်ဒီကျမ်းချစ်ရဲ့ဆိုလိုခြင်းနဲ့ခရစ်တော်ရဲ့ပြောတဲ့သူရဲ့ main purpose ပေါ့နော်နမဲစိတ်နှုံးမရင်လည်းပဲဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားကဘယ်ဟာဖြစ်မလဲဆိုတော့ကိုကျမတို့စဉ်းစားဆင်ခြင်လို့စဉ်းစားဆင်ခြင်တဲ့အခါမှာအထောက်ကိုပို့ပြီးမှပြုမှာဖြစ်ပါတယ်လို့ any question ဟုတ်ပြီဆိုတော့ဆက်သွားရအောင်เนาะနံပါတ်4မှာကသခင်ယေရှုကငြိမ်သက်ခြင်းအရှင်အခုကျမတို့ခရစ်စမတ်တို့ဘာလို့ဆိုရင်လည်းပဲအိုင်ဇာယတဲ့ကခရစ်တော်ဟာ Prince of Peace เนาะငြိမ်သက်ခြင်းအရှင်ဆိုတော့မှကျမတို့ပြောကြတယ်သခင်ယေရှုဒီငြိမ်သက်ခြင်းအရှင်ဖြစ်လင်အဘယ်ကြောင့်34မှာပေါ့နော်သူကပြောတယ်မိပေါ်တော့ငြိမ်သက်ခြင်းကိုစီလွတ်ခြင်းငါလာဒီဟုတ်မထင်ကြနဲ့ငြိမ်သက်ခြင်းကိုစီလွတ်ခြင်းငါလာဒီမဟုတ်ဒါကိုစီလွတ်စီခြင်းငါလာတည်းဟုတ်ဘာကြောင့်ဖော်ပြတာလဲပေါ့ကျမတို့ခရစ်တော်ကိုငြိမ်သက်ခြင်းအရှင်လို့ပဲသဘောပေါက်တယ်လေနော်ဒါမဲ့ဒီမှာခရစ်တော်ကငါငြိမ်သက်ခြင်းကိုယူလာတာမဟုတ်ဘူးငါဓာတ်ကိုယူလာတာဖြစ်တယ်ဓာတ်ဆိုတာကယံပြုတ်တဲ့သဘော violent အဲ့လိုမျိုးပေါ့နော်အချင်းချင်းခိုက်ရန်ဖြစ်တဲ့သဘောဆိုတော့ဒီ context မှာဒီ context ကိုကျမတို့အခုအကုန်လုံးဖတ်ပြီးသွားပြီဆိုတော့ဘယ်လိုနားလဲရှင်ယောဟန်ဩဝါဒစာတဲ့လားပေါ့ရှင်ယောဟန်ခရစ်ဝင်ပေါ့နော်ဒီမှာပြောထားတဲ့အရာတခုအမြဲတမ်းလေတင်ကြားပေးတဲ့ဆရာမတွေအမြဲတမ်းပြောတယ်ပေါ့နော်အမြဲတမ်းတရားဟောချက်တွေမှာလည်းကြားရတယ်တခိုးအားတဲ့ခိုးခြင်းတက်ခြင်းပေါ့နော်ဖြည့်ဆည်းခြင်းငါလာတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါအတွက်ပေါ့နော်သူကတတိပေးထားတာပေါ့နော်တခိုးစာတန်ပေါ့နော်လောကမှာခရစ်တော်ကိုလက်ခံယုံကြည်ထားပြီးမယ်လေပေါ့နော်ဒီအရာတွေကရှိနေတယ်ခရစ်တော်လည်းအဲ့လိုပဲစုံစမ်းနှောက်ယှက်ခြင်းတွေပေါ့နော်အများကြီးခံခဲ့ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းလူတိုင်းရဲ့ဘဝတက်တာမှာကြုံတွေ့လာနိုင်တယ်ဆိုတဲ့အရာကို highlight လုပ်တယ်လို့ထင်ပါတယ်လို့ဟုတ်ကဲ့
တခြားဘယ်သူတွေဆွေးနွေးအောင်မလဲ အန်နီမူဖြစ်မယ်နော်အန်နီမူကြီးထားတာလေမိုင်းလေစမပြင်ပေးနော်နှုတ်ကပတ်တော်ဆိုတာရဲ့အဓိပ္ပာယ်ကဒါလို့ပဲထက်မြက်တယ်ပေါ့နော်ကျွန်မဒီနေရာမှာအဓိပ္ပာယ်ကိုအလိုယူပါတယ်လို့ဖျက်ခင်လူသားတွေအလုံးနောင်တရဖို့တတိပေးခြင်းဖြစ်တယ်အဓိကအဖြစ်ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူများဟာခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုကြိုတင်ပြင်ဆင်ဖို့ပေါ့နော်တတိတိုက်ပေးတိုက်တွန်းထားခြင်းဖြစ်တယ်တူနဲ့တူခွင့်လို့ကိုရန်သူကိုချစ်ဖို့ချက်ချင်းမြတ်တဲ့နုညတိမ်မွေ့စာနဲ့နှုတ်ကပတ်တော်ကိုဝိမြဖို့ရတွင်တင်ထားခြင်းဖြစ်ပါတယ်လို့ Okay good point thank you တခြားဘယ်သူဆွေးနွေးမလဲဆိုတော့ကျမတို့ကျန်းစာဖတ်တဲ့အခါမှာဒီcontext ဆိုတဲ့သူဘယ်သူစီမှာဘယ်အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့မှပြောတာဖြစ်တယ်လဲဆိုတာကိုကျမတို့နားလည်တဘောပေါက်ဖို့ကအရန်အရေးကြီးတဲ့ကျမတို့ကျန်းစာကိုနားလည်နိုင်ဖို့ရန်တော့ပေါ့နော်အဲ့ဒါကအရေးကြီးတဲ့ကဏ္ဍတစ်ခုမှာပါတယ်ဟိုမှာခုနအန်တီမမပြောတယ်လို့ဒီဓာဆိုရင်လည်းပဲဒီနေရာမှာသုံးတဲ့စကားလုံးဓာနဲ့တခြားသောနေရာမှာသုံးတဲ့စကားလုံးဓာရဲ့အဓိပ္ပာယ်ကတူချင်မှတူမှာပေါ့နော်ဟိုမှာဂျွန်ထဲမှာခုနပေါ်ပြတဲ့ဂျွန်ထဲမှာဆိုရင်လည်းပဲနှုတ်ကပတ်တော်ကဒီနဖက်ချွန်တော်ဓာနဲ့တူတယ်ဆိုတဲ့ဂျွန်18:11မှာလေဂျွန်18:11မှာသူပေါ်ပြတဲ့ဓာတစ်ခုရှိတယ်အမကလည်းပဲခရစ်တော်ကိုတိုင်ပြောတဲ့စကားပဲနောက်ပြီးတော့လု20:36ထဲမှာလည်းဓာပဲအဲ့ဒီဓာကိုလည်းပဲပြောတာကသခင်ယေရှုပဲဒါမဲ့ပြောတဲ့ပုံစံကမတူဘူးနောက်ခုနနဖက်ချန်တော်ဓာဆိုတာနှုတ်ကပတ်ဆိုတာကဒီနဖက်ချန်တော်ဓာဆိုတာကဟေဘရုထဲမှာဖြစ်တယ်ဟေဘရု4:2ထဲမှာဆိုရင်အဲ့ဒါလည်းပဲနှုတ်ကပတ်တော်ကိုဓာနဲ့ခိုင်နိုင်ထားတယ်နောက်ပြီးတော့ဒီDeuteronomy တို့Ephesians ထဲမှာလည်းပဲဓာနဲ့ပတ်သက်ပြီးတော့မှသူတို့တော့ကျမ်းစာထဲမှာဖော်ပြတဲ့အချက်ကတွေ့ရတယ်အဲ့ဒီမှာဖော်ပြတဲ့ဓာတွေကတော့ဒီတရားမျှတခြင်းနှမိုးရှင်လည်းပဲ adjustment ဘုရားသခင်ရဲ့တရားစီရင်ခြင်းဆိုတဲ့အပိုင်းမှာအဲ့ဒီဓာကိုပုံဆောင်တာဖြစ်တယ်အပြောချင်တာကဓာဆိုတဲ့အရာကတခြားကျမ်းချက်မှာလည်းပဲရှိပြီးမဲ့သူ context နဲ့သူအဓိပ္ပာယ်ရှိတယ်ဆိုတဲ့အရာကိုကျမတို့နားလည်ဖို့ရန်အတွက်ဖော်ပြလိုခြင်းဖြစ်တယ်အဲ့လိုဆိုရင်ဒီ context မှာခရစ်တော်သုံးတဲ့ဓာဆိုတဲ့အရာကိုကျမတို့ဘယ်လိုနားလည်မလဲဆိုတဲ့အခါအခုဒီအခြေအနေကိုကျမတို့ကြည့်တဲ့အခါမှာခရစ်တော်ကသူ့ရဲ့ earthly ministry ကိုစတင်အခြေပြုတယ်တပည့်တော်12ပါးကိုလည်းစီလွတ်လိုက်တယ် just start the ministry right now เนาะအခုပဲစဆိုဒီသူယူဆောင်လာတဲ့ငြိမ်သက်ခြင်းဘုရားသခင်နဲ့လူကြားထဲမှာပြန်လဲ reconciliation ဖြစ်ဖို့ရန်အတွက်သူယူလာတဲ့ငြိမ်သက်ခြင်းကိုအခုလောကမှာသူကစတင်ပြီးတော့မှတည်င်းကောင်းဝေငှရတော့မှာဖြစ်တယ်ဝေငှတဲ့အခါမှာလူတွေကချစ်ချင်းနားလဲတလားဆိုနားမလဲဘူးအဲ့ဒီငြိမ်သက်ခြင်းကိုလူတွေကနားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်တိုက်ခိုက်မှုသူခံရတယ်ပထမဆုံးတိုက်ခိုက်ခြင်းခံရတာကဘသူစီကနေလဲဆိုရင်အဲ့ဒီ Jewish community တဲ့ကပဲဒီလောကိုထိန်းသိမ်းတဲ့ Judaism ထဲကနေပဲအတိုက်ခိုက်ခံရတာဖြစ်တယ်ဆိုတော့ဒီမှာကဲငါနင်တို့ကိုစီလွတ်လိုက်ပြီဖြစ်တယ်စီလွတ်လိုက်တဲ့အခါမှာသူတို့မျိုးလင်းpreparation ခုနပြောတဲ့ ministry အတွက် preparation ပေါ့နော်ကိုတိထားရမှာကဒါဆိုတဲ့တိုက်ခိုက်ခြင်းပေါ့နော်တိုက်ခိုက်ခြင်းတဘောဆောင်တဲ့ငင်းကုန်ခြင်းတဘောဆောင်တဲ့အရာမြောက်များစွာရှိမှဖြစ်တယ်ဆိုပြီးတော့မှသူ့အနေနဲ့သူ့ရဲ့တပည့်တော်တွေကိုဒီဖ
public ဒီနားထောင်တဲ့လူထုတွေကိုလည်းပဲသိအောင်သူဖော်ပြခြင်းဖြစ်တဲ့ဒီ36ကနေစပြီးကြည့်တဲ့အခါမှာလည်းပဲခရစ်တော်ကနေပြီးတော့မှတွေ့ကြုံရမဲ့နင်းစေမှုများဆိုပြီးတော့မှကြိုတင်ဖော်ပြတယ်ခရစ်တော်ကငါနောက်ကိုလိုက်ခြင်းအပြင်နင်တို့တွေ့ကြုံရမဲ့ဆင်းရဲဒုက္ခနင်းစေခြင်းเนาะဆိုတော့ဒီagainst from the community ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေပြီးတော့မှကိုညင်ချင်းတိုက်ခိုက်ခြင်းခံရမယ်ဆိုတဲ့ဒီအရာကိုသူတို့နားလေတဘောပုတ်ဖူးရန်အတွက်ဒီအချက်ပေါ့နော်ဖော်ပြလူချင်းဖြစ်တယ်အဲ့ဒါကြောင့်တချုံပြီးပြောရမယ်ဆိုရှင်ဟုတ်တယ်ခရစ်တော်ယူဆောင်လာတဲ့ငြိမ်သက်ခြင်းကိုဒီလောကမှာမိတ်ဆက်ပြီးတဲ့အခါမှာရင်ဆိုင်ရမယ်အခက်ခဲစိန်ခေါ်ခြင်းဆိုတဲ့အကြောင်းအရာကိုခရစ်တော်ကဖော်ပြလိုခြင်းဖြစ်တဲ့ external เนาะexternal conflict not internal conflict ပေါ့เนาะအပြင်ကနေလာမဲ့အတိုက်ခိုက်တွေကိုအတိုက်ခိုက်တွေရှိမယ်ဆိုတဲ့အကြောင်းကိုသူ့အနေနဲ့ symbolize အနေနဲ့ဖော်ပြလိုခြင်းဖြစ်တယ်ဆိုတဲ့အရာတစ်ခုကိုကျွန်မအနေနဲ့ဖော်ပြချင်ပါတယ်လို့ဆိုတော့အဲ့ဒါရှုပ်လား ရှုပ်ဘူးနားလည်ပြီ နားလည်ပြီရှင်းလီပူရှုပ်သွားမှာဆိုလို့ ရှင်းပြီ thank you နံပါတ်4မှာအဲ့ဆိုတော့သခင်ယေရှုဒီတစ်ကျိတ်နှစ်ပါးကိုသာသနာစီလို့ရာတွင်တင်မီဒီအရာများကိုပဲ့တင်ထပ်တဲ့နည်းပေါ့နော်ဘယ်ကြောင့်နည်းပေါ့နော် what resonate with you the most ပေါ့ခရစ်တော်ကနေပြမှာတကျိတ်နှစ်ပါးကိုစီလွတ်လိုက်တယ်တဒနာစီလွတ်လိုက်တယ်အမှဖတ်လိုက်တဲ့အခါမှာဘယ်ကန္တာကိုကိုနီနဲ့အားကြလဲပေါ့နော်ကို what interested you the most ကျမပြောကြည့်မယ်နော်ဆရာမ ဟုတ်ကဲ့ ဘောနော်ကျမစိတ်ဝင်စားတဲ့အချက်ကဘာလဲဆိုတော့ဖះပြောတယ်ပေါ့နော်ခန္ဓာကိုယ်သာတတ်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်သောသူတို့မကြောက်နဲ့တဲ့ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲ၌ဖြစ်စည်းနိုင်တဲ့သူကိုသာတင်ကြောက်ကြလို့ဆိုဖះကိုပဲကြောက်အောင်မလို့ပြောတာပေါ့နော်စာငှက်နှစ်ကောင်ကိုအတည်တပြားပိုးနဲ့ဝယ်လို့ရတာမဟုတ်ဘူးလားတဲ့တင်တို့အခွင့်မရှိရင်အဲ့ဒီစာငှက်တစ်ကောင်တော်မြေပေါ်မကြရဘူးတဲ့တင်တို့သပင်ဒီလည်းအကုန်စင်ရေးကြွက်လျက်ရှိတယ်ဒါကြောင့်မလို့မကြောက်နဲ့တဲ့တင်တို့ဒီစာငှက်များထက်သာ၍ညက်ကြတယ်အရှင်သူဒီလူတို့ရှေ့မှာငါ့ကိုဝန်ခံကောင်းကင်ဘုံ၌ရှိသောငါခမဲတော်ရှေ့မှာထိုသူကိုငါဝန်ခံမယ်အရှင်သူဒီလူတို့ရှေ့မှာငါကိုညင်းပယ်ကောင်းကင်ဘုံ၌ရှိသောငါခမဲတော်ရှေ့မှာထိုသူကိုငါညင်းပယ်မယ်ဆိုတဲ့အချက်ကိုကျမသဘောကျတယ်အဲ့ဒီပြောတာပေါ့နော်ဖះအမြဲရှိတယ်ပေါ့နော်ဖះနောက်တာလိုက်ဖះကအမြဲတမ်းကျမတို့ကိုသူကကျမတို့အတွက်အမြဲတမ်းဝန်ခံပြီးတော့ဟောနင်းပေးမယ်ပေါ့နော်လမ်းဖွင့်ပေးမယ်ဆိုတာကိုကျမယုံကြည်ပြီးတော့အဲ့ဒီအချက်ကိုကြိုက်ပါတယ်လို့ ဟုတ်ကဲ့ thank you ပါတခြားတွေရောဘယ်ဟာဖတ်လိုက်တော့ဘယ်ဟာခွန်အားရလဲ ကျမကတော့စမ်းစာမနော်အခန်းငယ်30ခုနှစ်အမှလည်းစမ်းစာခုနှစ်ဦးခန်းငယ်30ခုနှစ်မှာပါလဲဆိုတော့ရှမတေနော်ရှမတေဟုတ်ကဲ့ခဏလေး sorry ရှမတေခန်းကြီးအခန်းကြီး30အခုကျမတို့ဖတ်နေတာကဖြေနေတာကအခန်းကြီး30အခန်းငယ်30ခုနှစ်မှာအခန်းကြီး30အခန်းငယ်30ခုနှစ်မှာပါတဲ့ကျမ်းချက်ကိုကျမစိတ်ကိုထိခိုက်ပါတယ်လို့အဲ့ဒါကပါလဲဆိုတော့30ခုနှစ်
39အကျဉ်သူဒီငါကိုချစ်တည်တဲ့မိဘကိုတာရွေးချီထူသူဒီငါနဲ့မထိုက်မတန်အကျဉ်သူဒီငါကိုချစ်တည်တဲ့တာသမီးကိုတာရွေးချီထူသူဒီငါနဲ့မထိုက်မတန်လို့ရေးထားတဲ့အဲ့ဒီစံချက်ကကျမရဲ့စိတ်နှလုံးကိုကေဘစ်ထိတွေ့ပါတယ်လို့ဘာလို့လဲဆိုတော့ကျမရဲ့ဘဝအမှုတော်ဆောင်ကာလအခု52နှစ်ထဲမှာရှိတယ်အဲ့ဒီထဲမှာဘာကိုကျမစိတ်ထိခဲ့ရပါလဲစိတ်ဒီချမ်းပိုက်ကိုစိတ်ထဲမှာတို့ထိလဲဆိုရင်အဲ့ဒီအမှုတော်ဆောင်52နှစ်အတွင်းမှာ1988ကနေ1981အတွင်းကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကပြုလုပ်တဲ့300သာသနာမှာကျမရဲ့ခင်ဗျဆရာကြီးဦးခေါ်ဆောက်ကလတ်စာမဲ့ပေါ့နော်3နှစ်ဆက်ကသွားတဲ့အခါမှာကျမရဲ့စိတ်နှလုံးထဲမှာအဲ့ဒီအချိန်မှာကျမရဲ့အခြေအနေကသမီးကြီးဆောင်းမျိုးကတစ်နှစ်ခွဲသမီးငယ်ဆောင်းနမ်ကဘိုက်ထဲမှာလွယ်ထားတော့သူတို့သာသနာပြုတာကစတာက1988 February မှာစတယ်ကျမသမီးငယ်ဆောင်းနမ်ကိုMarch လမှာမွေးတယ်အဲ့ခါကျတော့ကျမရဲ့စိတ်နှလုံးထဲမှာကျမရဲ့အိမ်ထောင်ထဲမှာဒီကျမနဲ့ကျမရဲ့ရောင်မတယောက်ပဲရှိတယ်ဘယ်မိဘရောက်ခမရဲ့လာမနေဘူးတစ်ဖက်ကလည်းပဲကျမအကျန်းစာကြောင်းမှာဆံမလုပ်တယ်အချိန်ပြည့်လုပ်တယ်အဲ့ခါကျတော့ကျမတော်တော်ပဲယုံကန်ရတယ်သူ့ကိုလည်းသူလည်းကျမကိုကြိုတင်ပြီးတော့လည်းသူဒီတဒနာကိုစက္ကပ်သွားမယ်ဆိုတာလည်းကျမကိုလည်းမတိုင်ပင်ဘူးခွင့်လည်းမတောင်းဘူးပေါ့အဲ့လိုစက္ကပ်သွားတဲ့အခါကျမရဲ့ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့အမှုတော်ပါလေအတွေ့အကြုံကကျမဦးလေးဖြစ်တယ်သူကနှစ်ခါကျမကိုလာမဲတယ်ဟာတမက်သူနဲ့ဆွန်ချကိုဆိုတမက်တော်တယ်ဒီတမက်ကအခုနေအိမ်မှာအိမ်ဖော်လည်းမရှိဘယ်သူမှလည်းမရှိမင်းတို့သားအမိနဲ့အိမ်ဖော်ပေါ့ရောင်းမကြောက်ပဲရှိတာသူက300တသနာမှာလာစာမဲ့3စက္ကန့်ထဲမှာစင်းလာထည့်ထားတယ်ဘယ်လိုလဲနင်ခွင့်ပြုလိုက်လားဆိုပြီးကျမဦးလေးကကျမကိုမေးတယ်တနေ့ကျမကိုမမေးပေါ့ကျမနင်ခွင့်ပြုလိုက်လားဆိုကျမလည်းခွင့်မပြုဘူးနောက်တစ်ခါလာမေးပြန်ပြီနှစ်ခါကျမကိုလာမေးတယ်အဲ့ဒါကျမဆရာခေါ်ဆော့ကိုပြောတယ်ဆရာဘုံတော့ဘာလို့ကျမကိုခွင့်ကျမနဲ့လည်းမတိုင်ပင်ပဲနဲ့မိသားစုအခြေအနေလည်းဒီလိုရှိနေတာကိုသူ့ရဲ့သားနဲ့ဘာဖြစ်လို့300မှာသာသနာမှာ3နှစ်လုံးလဆာမဲ့ဆက်ကလိုက်တယ်လေလို့မေးတော့နင့်ကိုတိုင်ပင်နေလို့ရှိရင်နင်ခွင့်ပြုမှာမဟုတ်ပဲလို့သူပြောတယ်နင်ခွင့်ပြုမှာမဟုတ်လို့ငါနင့်ကိုမတိုင်ပင်တော့ဘူးတဲ့ဒီတခါ300သာသနာမှာလဆာမဲ့ကျွန်တော်အသက်ဆွတ်နော်အားလုံးကိုစွန့်စားပြီးတော့ကျွန်တော်သွားလိုက်တာဟာတစ်သက်လုံးကျွန်တော်လဆာယူပြီးတော့အမှုတော်ဆောင်တာထက်ပိုပြီးတော့အစတရားအစတတောင်းနှံဖို့ရှိတယ်ဆိုပြီးသူအဲ့လိုပြောလာတယ်အဲ့ဒါနဲ့အေးလေဒါဆိုလည်းပဲရှိပါစေတော့ဆိုပြီးတော့ကျွန်မသူ့ကိုခွင့်မပြုတ်နဲ့ပြုတ်တယ်လို့ဖြစ်သွားတာပေါ့အဲ့နဲ့သူဆက်ကပ်သွားတယ်အဲ့ခါမှဒီခရစ်တော်ပြောတဲ့စကားခရစ်တော်ကိုသူကသာသမီဇနီးမယားတဲ့ပို့ချစ်လို့ဖျားခင်ရဲ့အမှုတော်ကိုဒီ300သာသနာ3နှစ်လုံးလာဆောင်မဲ့တောတောင်ကြီးမြေအနက်သွားပြီးတော့ဆက်ကပ်ခဲ့တယ်ဆိုတော့ကျွန်မစိတ်ထဲမှာတူတီခံစားရပါတယ်လို့ Okay thank you ပါဆိုတော့ခရစ်တော်ရဲ့နောက်လိုက်ခြင်းရဲ့အခက်ခဲပေါ့နော်အများကြီးအခက်ခဲရှိတယ်စိန်ခေါ်ခြင်းတွေများဒါမဲ့တွားလိုက်တဲ့အခါမှာသူ့ရဲ့ provision နော်သူ့ရဲ့ provision ဒီမှာလည်းခရစ်တော်ကပေါ်ပြထားတယ်ဒီကိုအန်တီပြောတဲ့ဟာနဲ့ပတ်သက်လို့ဘယ်ဟာမှာ reflect လုပ်တယ်လဲဆို set it မှာအခန်းငယ် set it မှာမီဒီရွာတုတ်ဝင်လင်သူမြို့ရွာ၌အဘဲမိတော်သူဒီထိုက်တန်မြို့မှာမတွတ်တော်မီခဏနေ73ကနေစပြီးရေးလိုက်တဲ့ခါမှာ30မှာစတယ်ဆိုကိုကနေစတယ်ခရီးပြုတ်တဲ့အခါမှာတဒနာလူဝင်ဖို့ခရီးပြုတ်တဲ့အခါမှာရွှေငွေကြီးတို့ကိုကပန်းထဲ၌မတူမိကြနဲ့လိုင်းခီလွေ
လန်ခီဖို့လွေအိတ် NG နှစ်ထဲချီနှင်းတော်ဝေးကိုမကြတဲ့အကြောင်းကိုကလှုပ်ဆောင်တော်သူဒီကျွေးမွေးခြင်းကိုထိုက်ခံထိုက်ပြီးနော်ဘုရားသခင်ရဲ့ provision ကို3နှစ်3နှစ်စလုံးလအစာမယူဘူးဒါမဲ့ဘုရားရဲ့ provision ကလုံးမတော်ဆရာရဲ့ယုံကြည်အားကြီးခြင်းပေါ်မှာဘုရားသခင်ကကောင်းချီးပေးတယ်။ Now ဒီကြံချက်တစ်ခုလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့ရဲ့နောက်လိုက်ခြင်းကလွေကူတဲ့အလုပ်မဟုတ်ဘူးဆိုတဲ့အရာပေါ့နော်စွန့်เสียအများကြီးရှိတယ်ဆိုတဲ့အခါမှာကိုကသာသနာပြုတော့မယ်ကိုရဲ့အိမ်တို့အိမ်သားတွေကိုထာဝရအဲ့လိုမျိုးစွန့်ဖို့ပြောတာတော့မဟုတ်ကျမတို့သူ့နောက်လိုက်တဲ့အခါမှာကိုစွန့်လိုက်တဲ့အရာရှိတယ်ဆိုတဲ့အရာပေါ့နော်တခုခုစွန့်လွတ်လိုက်တဲ့အရာစွန့်လွတ်လိုက်ရတဲ့အရာရှိတယ်ဆိုတဲ့အကြောင်းကိုဒီထဲကနေလည်းပဲကျမတို့ပဲ့တင်တန်လို့ရပါတယ်လို့တခြားဘာလို့ရှိသေးအများကြီးအောင်မှာပေါ့နော်ဒီထဲမှာသူ့ရဲ့ instruction ကအများကြီးပဲလေ ဟုတ်တယ် ကျမကြီးတခြားတော့မရှိဘူးဟိုပါအန်တီထုရှန်ရေးထားတဲ့အရာကိုပဲကျမလည်းရေးထားတာဖြစ်တော့အနည်းငယ်လေး sharing ပြုပေးပါလို့ကျန်းချက်ကတော့အဲ့ဒီ18ကနေ73တွင်းဟာပေါ့နော်ဖတ်နေအရန်ကြာသွားမှာဖြစ်တော့ကြောင့်မဖတ်တော့ပါဘူးလို့အဲ့ဆီယမဆောဆောပြောသလိုပေါ့နော်ဒီဘုရားတကယ်အမှုတော်ဆောင်နေပေါ့နော်ရိုးရိုးစကားနဲ့သုံးမယ်ဆိုရင်တော့သူတို့ကဘုရားရဲ့ထောက်ပံ့ခြင်းဘုရားရှိရမယ်ပေါ့နော်ဘုရားရှိရဖို့ရန်အတွက်လဲပေါ့နော်လူတွေကိုအသုံးပြုရပေါ့နော်အကြောင်းကျွန်မရေးထားတာကဧဝံဂေလိသတင်းစကားကိုဟောပြောဝင်ငါသောသူတို့ကိုတတ်နိုင်သည့်အတိုင်းထောက်မပေးခြင်းနေရာပေးခြင်းသူတို့အတွက်ဆူတောင်းပေးခြင်းဖြင့်တဲ့သခင်ယေရှုကပေးတဲ့အဲ့ဒီထိုက်တန်သောသူဖြစ်စေရန်ပေါ့နော်သူတို့လိုပဲကိုယ်လည်းထိုက်တန်သောသူဖြစ်စေရန်ပေါ့နော်အတိအမှတ်ပြုရန်အတွက်အမြဲတမ်းပြင်ဆင်ရမယ်အဲ့လူကိုပေါ့မှသခင်ယေရှုကမင်္ဂလာရှိတဲ့သူလို့တတ်မှတ်တယ်ပေါ့နော်အဲ့သူတို့အားလုံးကဘုရားရဲ့ညီသက်ခြင်းကိုပေါ့နော်တဲဆောင်ပေးလာတဲ့လူတွေဖြစ်တော့ကြောင့်သူတို့ရဲ့ညီသက်ခြင်းကပေါ့နော်ကိုယ်ကိုလည်းအဲ့ဒီကောင်းချီးမင်္ဂလာကိုဆက်လက်ရရှိမှာဖြစ်တယ်ပေါ့နော်နောက်အဲ့ဒီလမ်းကြောင်းကပေါ့နော်သူ့ရဲ့တပည့်တော်ဖြစ်ဖို့ရန်အတွက်ဘုရားသခင်ရဲ့နိုင်ငံတော်မှာအစီခံဖို့ရန်အတွက်ပြင်ဆင်ပေးထားတယ်လို့ýထားပါတယ်လို့ ဟုတ်ကဲ့ thank you ပါ so အချိန်ရလို့ရှိရင်ဒီ topic ဒီ chapter တခုကိုပဲဘယ်လိုပြောမလဲဆွေးနွေးတိုက်ပင်မေဆွေအများရှိသေးတယ်ဟိုမှာအဲ့ဒီခုနမာတီတာပြောတဲ့text ထဲမှာလဲ shit ကနေစပြီးပြောတဲ့အခါမှာလဲတင်တို့ဒီအဖိုးမပြီးပဲဂျေဇုတော်ကိုခံရကြပြီဖြစ်၍အဖိုးမခံပဲပြီးကန်ကြလို့ gospel message လုပ်တဲ့အခါမှာဒီကြီးတော့ကိုကျမတို့ ရရှိခံစားတာဖြစ်တဲ့အတွက်ကြောင့်ကျမဝင်ငါတဲ့အခါမှာလည်းပဲအဖို့မယူဖို့ပေါ့နော်ဆိုတဲ့အရာပြောတယ်ခုချိန်မှာဒီကြမ်းချက်ကိုဖတ်တဲ့အခါမှာပါတော့တတိယလဲဆိုခုခက်တချို့ဒီတရားဟောပွဲတွေမှာဝင်ကြီးတို့ဘာလို့တောင်းကြတယ်လေအဲ့မှာအရန်သူတို့ conflict ဖြစ်ကြတယ်ဘာဖြစ်လို့ဝင်ကြီးယူတာလဲ gospel ဆိုတာက we have to share freely ပေါ့နော်ဘာဖြစ်လို့ဒီအရာအတွက်တောင်းတယ်ဆိုပြီးတော့မှဒီ complicate ဖြစ်တဲ့လူတွေရဲ့ခံယူချက်ထဲမှာပေါ့နော်ရှိတဲ့အရာတစ်ခုကိုလည်းတွားတတိယမီလို့ဖော်ပြလိုပါတယ်လို့နောက်ပါပြောချင်ဒီနံပါတ်4နဲ့ပတ်သက်ပြီးတော့မှစိတ်ထဲမှာအရာမပြောရရင်စိတ်ထဲမှာဖြစ်တဲ့ဟာပေါ့နော်မပြောတဲ့ဟာပြောမှဖြစ်မယ်ခုနပြောတဲ့အထက်မှာမပါတော့ဆိုတဲ့ဟာရှိသေးလားဟုတ်ပြီဆိုတော့ဆက်သွားရအောင်မှာထဲဆက်တစ်အခန်းကြီး7တိကနေ30ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီခရစ်တော်နဲ့ဂျွန်ဒဘပ်တစ်အကြောင်းရဲ့ဒီသူ့ရဲ့တမန်လုပ်ငန်းတွေကိုတွေ့ရတယ်ငါမှာရှင်ယောဟန်တပိတ်များမေရှာယအကြောင်းပေါ့နော်အတီးပြုရန်ယေရှုသုံးပြင်ခဲ့တဲ့အတီးပြုနမိတ်လက္ခဏာများကပဲနီးပေါ့ခရစ်တော်ဟာတကယ်ပဲမေရှာယဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်နမိတ်လက္ခဏာ
သူပြောတဲ့အချက်တွေကပါလဲဘာနဲ့ဒါဘာနမဲ့လက္ခဏာတွေလဲ ဒါမှကျွန်မဖြည့်ကြည့်မယ်နော် Yeah. ယေရှုကလည်းတဲ့သင်တို့ဒီကြားရသမျှမြင်ရသမျှရောက်သွား၍ယောဟန်အားကြားလျှောက်ကြလောတဲ့အဲ့ဒီမှာမျက်စိကန်းသောသူတို့သည်မျက်စိကိုမြင်ကြရ၏တဲ့ခြေမစွမ်းသောသူတို့သည်လှမ်းသွားရကြ၏နူနာဆွဲသောသူတို့သည်တန်ရှင်းခြင်းသို့ရောက်ရကြ၏နားပင်းသောသူတို့သည်နာကြားရကြ၏တည်သောသူတို့သည်ပြန်ရှင်းခြင်းသို့ရောက်ကြရ၏တဲ့ဆင်းရဲသားတို့သည်လည်းဝမ်းမြောက်စရာတဲ့ဒင်းကိုကြားရကြ၏ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏တဲ့အဲ့ဟာကနမိတ်ထင်တာ ဟုတ်ကဲ့ဒီချက်အကုန်လုံးကဓမေလက္ခဏာဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့ဒီ Old Testament Isaiah 35 ကနေ6မှာတင်တို့အတွက်လာမဲ့ကြွလာမဲ့ Messiah ရဲ့လက္ခဏာဆိုတော့ကျူတင်ပြောထားတာရှိတယ်ဆိုတော့အဲ့ဒီအချက်ကိုပဲခရစ်တော်ကပြန် base လုပ်ပြီးတော့မှအခုနင်တို့သိခဲ့တဲ့အရာတွေဒီမှာမြင်တွေ့ရပြီမလားမျက်စိကန်းတဲ့လူတွေမြင်ပြီးခြေမစွမ်းတဲ့လူတွေတက်တာပြီပေါ့နော်နူနာဆွေးတဲ့လူတွေတန်ရှင်းချင်းတို့ရောက်ပြီကဲဒါတွေအကုန်လုံးမဆာယနင်တို့မြုံတဲ့နေတဲ့မဆာယရဲ့လက္ခဏာတွေမဟုတ်ဘူးလားဆိုတော့မှသူအနေနဲ့ confirmation ပြန်လုပ်ရချင်းဖြစ်တယ်လို့ thank you ပါ number 6မှာနောင်တမရခဲ့သောမြို့များကအဘယ်မြို့များနည်းပေါ့နော်၎င်းတို့အတွက်ယေရှု၏မိန့်မာချက်ကပဲနိခရစ်တော်၏မိန့်မာချက်မှာသင်မိသည့်အရာကိုသင်ယူသည်နည်းပေါ့ဆိုတော့အခုခရစ်တော်ကနမိတ်လက္ခဏာတွေအများပြုတယ်မြို့တွေမှာလည်းတွားတယ်ဝမ်းမြောက်ဖွယ်တဲ့ကောင်းတယ်ဒါပေမဲ့တချို့မြို့တွေကဘယ်လောက်ပဲကြားဘယ်လောက်ပဲမြင်တို့ရဲ့နှလုံးသားမပြောင်းလဲတဲ့အခါမှာအဲ့ဒီမြို့တွေအတွက်ဘာဖြစ်လာမလဲဆိုတော့မှခရစ်တော်ကပြောလိုက်တဲ့အချက်ပေါ့နော်အဲ့ကနေပရောကိုဘာသင်ခန်းစာဘာသင်ယူတဲ့အရာရှိလားပေါ့နော်ပထမဆုံးမြို့များပြောရမယ်ပြီးတော့ဘာသင်ယူတယ်လဲ မိမချက်လေမိမချက်ပြီးတော့တင်ယူတာပေါ့ ဟုတ်အမှပြောင်းလဲလို့မရတဲ့အမြို့တွေထဲမှာကပနမ်လဲပါတယ်နော်သူမြို့ရွာသူကြီးပြင်းတဲ့နေရာ prophet ဘယ်တော့မှသူမြို့ရွာမှာလက်popular မဖြစ်ဘူးဆိုတဲ့အရာလေးဆိုတော့အဲ့ဒါကြောင့်ကပနမ်မှာလည်းပဲသူနမိတ်မဲ့ခဏများကြီးမလုပ်ခဲ့ဘူးပေါ့နော်နောက်မြို့တစ်ခုကခေါ်ရရစ်နော်ခေါ်ရရစ်နောက်ပြီးတော့ Bethsaida တိုက်တာတူရုစီဒုံကပေနောင်တောဒုံ အဲ့မှာတောဒုံနဲ့ဂေါမာရမြို့နဲ့ပေါ့နော်တင်တို့တာဒီတောဒုံနဲ့ဂေါမာရမြို့မှာတာငါပြခဲ့တဲ့နမိတ်တွေပြမယ်ဆိုလို့ရှိရင်အများကြီးပြောင်းလဲလောက်ပြီနင်တို့ခုထက်ထိမပြောင်းလဲသေးပေါ့နော်ဆိုတော့အဲ့ဒီမှာ warning ပေးထားတယ် warning of judgment အဲ့ဒါကိုကျွန်တော်ကြည့်ချင်းအဖြစ်ပါသင်ယူနိုင်တယ်လဲဆိုတော့ဒီခရစ်တော်ကိုလက်မခံခြင်းရဲ့နောက်ဆက်တွဲနှုတ်မလို့လည်းပဲနိုင်ငံတော်နဲ့တက်ဆိုင်တဲ့တည်င်းစကားကိုမယုံကြည်ခြင်းရဲ့ result နောက်ဆက်တွဲပေါ့နော်တရားစီရင်ခြင်းကရှိနေတယ်ဆိုတဲ့အရာပေါ့နော် warning the seriousness of rejection his message နော်လက်ခံခြင်းနဲ့ညှင်းခြင်းနင်တို့ဘယ်လိုသင်ခန်းစာရတဲ့ဟာရှိလားသင်ယူတဲ့ဟာရှိလားဒါတော့ကျွန်မသင်ယူတဲ့ဟာပေါ့ warning of judgment ဘယ်လောက်ပဲခရစ်တော်အကြောင်းပြောနာတာထောင်ပြမလက်မခံဘူးမပြောင်းလဲဘူးဆိုရှင်တော့နောက်ဆုံးတော့ကျွန်တော်တို့ကြုံတွေ့ရမယ်တရားစီရင်ခြင်းပေါ့ အနိမမှုပြောမယ်နော်ခုနမြို့တွေပေါ့နော်ဟိုသခင်ယေရှုမလာခင်တော့အဲ့လိုတောတော်မြို့တို့ဗာမြို့တို့တည်းရဲ့နမူနာတွေကိုဖျားရှင်ကအခုလောဆယ်ရှိတဲ့မြို့တွေကိုပြန်ပြီးတော့
နမူနာပြောချက်ပြတာပေါ့နော်အဲ့ဒီဟာရဲ့ဘယ်လိုသင်ယူရလဲဆိုတော့အဲ့ဒီလူတွေအဲ့ဒီမျိုးတွေကအမင်္ဂလာရှိတဲ့အကြောင်းတကူပြပင်လည်းပဲမိုးကောင်းကင်တိုင်အောင်မြောက်စားခြင်းခံရတော့လည်းပဲအရာနာနိုင်ငံအောက်နှိမ့်ချခြင်းကိုခံရမယ်ဆိုတဲ့အကြောင်းတရားဆုံးဖြတ်တဲ့နေ့မှာကြီးလေးတဲ့ဖြစ်တံကိုခံရမယ်အကြောင်းညှင်းဆန်ခြင်းမယုံခြင်းအတွက်ကြီးစွာသောအဖို့ခပေးစရမယ်ကြောက်စရာကောင်းတဲ့ဖြစ်တံရှိကြောင်းကိုသင်ရပါတယ်သင်ယူရပါတယ်ဟုတ်ကဲ့ပါငင်းဆန်ချင်းအတွက်အပြစ်ဖူးခပေါ့နော်အမတမကြီးလေးတဲ့အရာရှိတယ်ဆိုတဲ့အချက်ကိုကျွန်တော်သင်ယူရပါတယ်လို့နံပါတ်9မှာသခင်ယေရှုရဲ့အခန်းကြီး30 တွင်ဝင်လင်း၍ပင်ပန်းသောသူအပေါင်းတို့သည်ငါထံသို့လာကြလော့ငါဒီချမ်းသာပေးမယ်ဟုဖော်ပြခဲ့ပါသည်အရှိကအခန်းမှာဖော်ပြချက်ဖြစ်သောသူဒီမီပေါ်တော့ညီတဲ့ချင်းကိုစီလို့စီချင်းကငါလာဒီမဟုတ်တာကိုစီလို့စီချင်းကငါလာတည်းခုတော့အရာနဲ့မိကဲတော့စန့်ကျင်ပဲဖြစ်တဲ့နည်းပေါ့နော်တေမိကဲတော့သူအကြောင်းရနှစ်ခုကိုစစ်နွယ်မင်းဆိုခန်းကြီး30နဲ့ခန်းကြီး31ထဲမှာဖြစ်တော့ပြောတဲ့စကားလုံးတွေကတခြားစီပဲလား complicate ဖြစ်သလားနှမရင်ဘယ်လိုလဲပေါ့နော်ဒီနှစ်ခုဘယ်လိုကျွန်တော်ဆက်နွယ်မလဲဆက်ဆက်မလဲပထမမှာငင်တဲ့ချင်းကိုယူလာဖို့ငါလာလည်းမဟုတ်ဒါကိုစီလို့ဖို့ဖြစ်တယ်ပေါ့နော်အခု31မှာကဝင်လေးတဲ့လူတွေအကုန်လုံးကထန်ထုတ်လာပါပြင်ပါငါချမ်းသာပြီးမယ်ဆိုတော့ခရစ်တော်ကပဲဒီအရာအပြောင်းလဲမြင်တဲ့လူလားဘယ်လိုလဲဒီတစ်ခုရွှေနွေးလေရှုပ်လေပဲနော်ကျမရေးထားတဲ့အရာလေးကိုပြောလိုက်မယ်နော်ပြောနေလေမဖြစ်လို့ဖတ်တာပဲပြောပြလိုက်တော့မယ်ဘုရားသခင်ရဲ့ပေါ့နော်အစီခံတဲ့တပည့်တော်များကဲ့သို့ပင်သခင်ယေရှုသည်သူ့ကိုယုံကြည်သူများကိုကျမတို့ကိုတတိပေးနေပါတယ်လို့ဒီပေါ့ဘဝအတ္တမှာစောစောကြုံတွေ့နိုင်တဲ့ဓာတ်ပေါ့နော်စိန်ခေါ်မှုတွေအများကြီးရှိတဲ့နောက်စာတန်ရဲ့စုံစမ်းနှောက်ချက်တင်းတွေခိုင်တဲ့အခါတွေမှာပေါ့နော်အဲ့ဒီအချိန်တွေမှာလဲပေါ့နော်ငါရဲ့ဝင်ကပေါ့တယ်ပေါ့နော်ငါရဲ့ကားတိုင်ကိုထမ်းမှာပေါ့နော်ကားတိုင်ထမ်းရမယ်ဒါပေမဲ့သူ့ရဲ့ဝင်ကပေါ့တယ်ပေါ့နော်သူ့ရှီကိုအားလုံးပေါ့နော်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဖြတ်တန်းမယ်ကားတိုင်ကိုထမ်းမယ်တတ်တာချင်းပေးမယ်သခင်ယေရှုပဲမျှော်ကြည့်ရမယ်ပေါ့နော်အဲ့ဒီမိမိမှာဖြစ်ပေါ်နေတဲ့ခန္ဓာစိတ်ဝိညာဉ်လိုအပ်တဲ့အရာအားလုံးပေါ့နော်သူဖြည့်ဆည်းပေးနိုင်တဲ့သခင်ယေရှုတပါးလေးဖြစ်တယ်မိမိမှာအပြစ်အားနည်းခြင်းကြောင့်ဖြစ်တယ်ဆိုလေအပြစ်ဝင်တုတ်တွေလေးလံမှုများကိုဖယ်ရှားပေးပြီးတော့ပေါ့နော်ကားတိုင်အဖြစ်လုံးမြောက်မှုပေးတဲ့အရှင်သခင်တပါးလေးဖြစ်တယ်သူနဲ့ပြန်လည်ပြီးတော့မိသားစုဖွဲ့မှုတည်ဆောက်ရမယ်ပေါ့နော်အဲ့လိုရေးထားပါတယ်ဆရာမ thank you ပါကြားလို့ရောရှေးမလားဘယ်လိုတဘောပေါက်လဲဘယ်လိုဆက်ထားတယ်ဒီမဟုတ်ဒီမူရေးထားတဲ့ဟာပြောမယ်နော်စောစောတော့ဒါနဲ့အခုဒါနဲ့တော့ဘယ်လိုကွာလဲတော့မသိဘူးနည်းနည်းတော့ကွာတယ်လို့ထင်တယ်ရာရေးထားတာပေါ့နော်ကေရှုဆိုလိုတဲ့ဒါလူကိုအသက်အန္တရာယ်ပေးတဲ့ဒါမဟုတ်ဘူးလူတူနဲ့တူကွဲပြားစေခြင်းဆက်ဆံရေးဒီမှာဖြစ်ပေါ်လာတဲ့အရာဖြစ်ပြီးတော့နှုတ်ကပတ်တော့ဒါကိုသာရည်ရွယ်ပြီးတော့ထက်မြက်ခြင်းပြတ်သားခြင်းဝိုဒါပေါ့နော်ဧကအမှန်တုံ့တင်မှုဒါဖြစ်တယ်လို့မြင်ရတယ်သိရတယ်ဒုက္ခပေးခြင်းတပ်ပြတ်ခြင်းကြမ်းကြုတ်ခြင်းဒါကတော့လို့တော့မမြင်ဘူးပေါ့နော်ဒီမှာနောက်တစ်ခုကဘုရားသခင်ဒုတိယအာနဲ့ပြန်ပြီးတော့ဆက်တဲ့ခါမှာဘုရားသခင်အင်မတန်နူးညံ့သိမ်မွေးတဲ့အရှင်ဖြစ်တဲ့ချစ်ချင်းမြတ်တဲ့အရှင်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုယ်တော်ယုံကြည်ဦးကအားကိုးပြီးတော့ပေါ့နော်အမှုရာအခက်ခဲအားလုံးကိုသူ့ထံမှာအနံလို့ရှင်
လေးနေတဲ့ဝန်တာအလုံးခုမှရှိတဲ့ဒုက္ခအလုံးကိုသူ့အထမပခုံးလွှဲပြောင်းပေးတဲ့တော့ပေါ့နော်တခင်ယူပါသမီးမတတ်နိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်တဲ့အဒီဝန်တို့ဝန်လေးယူသဲပြီးတော့မသွားဖို့ပြောထားတယ်လို့ခံယူပါတယ်လို့ ဟုတ်ကဲ့ thank you တခြား sharing လုပ်ချင်တဲ့လူရှိသေးလား so ပထမဆုံးကျမတို့ကျမ်းစာကိုဖတ်တဲ့အခါမှာကျမ်းချက်တစ်ခုနဲ့တစ်ခုက contradict မဟုတ်ဘူးဆိုတာကိုကျမတို့သဘောပေါက်ဖို့ပထမဆုံးရည်ကြည်တယ်ဒုတိယအနေနဲ့အဲ့လိုဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲသူ့ရဲ့ message ကိုရှာဖို့ပေါ့နော်နှုတ်ကပတ်တော်ကိုနားလေသဘောပေါက်ဖို့ရည်ကြည်တာဖြစ်တယ် so ဒီနေရာမှာ chapter 10ကိုကျမတို့ကြည့်တဲ့အခါမှာခရစ်တော်ကသူ့ရဲ့နောက်ကိုလိုက်ခြင်းအပြင်သူတို့ကြုံရမယ့်အစဉ်ခေါ်ချက်เนาะ external ကြုံရမယ့်သူတို့တိုက်ခိုက်ခြင်းအကြောင်းအရာကိုဖော်ပြတာဖြစ်တယ်အခု chapter 11ကိုကျွန်တော်ကြည့်တဲ့အခါမှာငြိမ်သက်ခြင်းဆိုတဲ့အရာက internal peace ပေါ့เนาะဘယ်လိုပဲဒီအခက်အခဲရှိတော်လဲပဲသူတို့ the promise of Jesus the disciple ပေါ့เนาะ innerပထမက external အခုဟာက internal အထက်ကရရှိမဲ့ညီတဲ့ချင်းကိုပေါ်ပြတာဖြစ်ပါတယ်လို့နောက်တခြားစကားလုံးနဲ့ပြောရမယ်ဆိုရှင်ဒီ chapter 10မှာပေါ်ပြတဲ့အရာက cause of discipleship เนาะ discipleship တယောက်အတွက်နောက်လိုက်တော်တယောက်အတွက်ပေးရတဲ့အဖို့ကနောက်11မှာကျတော့ reward of discipleship ဒီနောက်လိုက်တဲ့အတွက်ကြောင့်ခရစ်တော်ပေးတဲ့စုမင်္ဂလာပေါ့เนาะငြိမ်သက်ခြင်းဆိုတဲ့အရာကိုလည်းပဲခံယူလို့ရပါတယ်လို့ဆိုတော့ different context different meaning and do we have to find out or ဘာကိုပြောတယ်လဲဆိုတဲ့အရာပေါ့နော် yeah now ပြီးတော့chapter 7နော်အခန်းကြီး7မှာခရစ်တော်ဤအခွင့်အာဏာတကူတော်နဲ့ပတ်သက်ပြီးတော့မြင်ချင်းမိခွန်းရှိမှာလူသားဒီဥပုနိကိုအစိုးရဒီဟိုအခန်းကြီး7မှာမိန့်တော်မူရာယေရှုဒီဘာကိုဆိုလိုခြင်းဖြစ်တယ်လေပေါ့နော်ဒါလူသားကဒီစပတ်ကိုအစိုးရတယ်ပေါ့နော်ဥပုနိကိုအစိုးရတယ်ဆိုတော့လူသားဆိုတာသူ့ကိုသူတင်စားတာဖြစ်တယ်ဆိုတော့ခရစ်တော်ကဥပုနိကိုအစိုးရတယ်ဆိုတဲ့အရာကျွန်တော်ဘယ်လိုနားလဲတယ်ဘာလို့ဆိုလိုတာဖြစ်နိုင်လဲစနစ် context ကိုကျွန်တော်ပြန်သွားမယ်ဆိုမှခရစ်တော်နဲ့တပည့်တော်တွေကဒီဥပုနိမှာဂျုံစပါးတွေကိုတွားစားတယ်ပေါ့နော်အဲ့စားတဲ့သူကြောင့်စားလိုက်တယ်စားတဲ့အခါမှာဖာရိ새တွေကမြင်ပြီးတော့မှအမှ question ဖြစ်ပြီပေါ့နော်ဘုရောရဲ့တပည့်တော်တွေကဥပုနိမှာမပြုတ်အပ်တဲ့အရာတွေကိုပြုတ်တယ်ဆိုပြီးပြောလိုက်တဲ့အခါမှာခရစ်တော်ကဒီစကလုံးနဲ့ပြန်ဖြေတာဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဆက်မယ်ဆိုလို့ရှိရင် how you understand ခရစ်တော်ကဥပုနိမှာဘယ်လောက်အထိအဆူရတယ်လဲဆိုတာဘယ်လိုကျွန်တော်တို့ရှင်းပြမယ်လဲဘယ်လိုဖော်ပြမလဲမှားတာမှန်တာမရှိဘူးကျွန်တော်နားလည်တဲ့အတိုင်းပေါ်ပြဖို့ဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါကျွန်မပြောပြရင်ရေးထားတာလေးပြောပြခြင်းနဲ့နော်ပြန်မယေရှုကတဲ့ဥပုံနေ့မှာဂျုံစပါးလက်ွက်တို့ကိုရှောက်ကြတော်မူတယ်တဲ့တပည့်တော်တို့ကစားလောက်မသိတဲ့အတွက်သူကစပါးနှံနေစားတယ်ပေါ့နော်အဲ့ဒါကိုဖာရိရှဲတို့ကမြည်နေကိုရောတပည့်တော်တွေကိုပေါ့နော်ဒီဟာကိုဘာမှမပြောဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဖះဘလို့လဲပေါ့သူကပြန်ပြီးတော့ဖះအပြစ်တင်တဲ့သဘောပေါ့နော်ဆိုတော့ဖះပြန်ပြောတယ်ဒါဝိဒ်ကမိမိဖော်လို့နဲ့တူမွတ်သိတဲ့အခါမှာဘုရားသခင်အိမ်တော်ထဲကိုဝင်ပြီးတော့ကိုမစားတဲ့အစာအပေါ်တွေမစားတဲ့အစာ
ရေပြောဟိတ်တာလေစားတဲ့အစာကိုစားတာလေကြားဘူးတယ်မဟုတ်လားဆိုပြီးတော့သူ့ကိုအပြစ်ပြောတဲ့မင်းတွေကိုဖာရိရှဲတွေကိုသူပြန်ပြောပြတယ်ယေဘရဟိတ်တို့ဒီရဲ့ဗိမာန်တော်မှာဥပုပ်နေ့မှာဥပုပ်ပြက်တာဖြစ်ဖြစ်မပြစ်အပြစ်မသိတဲ့ဟာတွေကိုပြညတ်ထိကျမ်းနေမှာလေဖတ်ဘူးတယ်မဟုတ်လားလို့ဖာရိရှဲတွေကိုသူထောက်ပြတယ်ဒါကြောင့်မလို့တဲ့ဤရ၌ဗိမာန်တော်ထက်သာ၍ကြီးမြတ်တဲ့သူရှိတယ်တဲ့ကြောင့်မလို့ရစ်ပူဇော်ခြင်းဆိုတာအပြစ်ကိုဟိုပေါ့နော်ပြုတ်တဲ့လူဟာရစ်ပူဇော်ခြင်းဖြင့်သူ့ရဲ့အပြစ်တွေကိုဖယ်ရှားဖို့ဖြစ်တယ်အဲ့ဒီရစ်ပူဇော်ခြင်းထက်အကျင့်ထက်ဒီပေါ့စားလို့စားတဲ့သူရဲ့ဟိုနည်းကိုတနာခြင်းဂယုဏကိုယေရှုကပို့ပြီးတော့နှစ်သက်တယ်ဒါကြောင့်မလို့အဲ့ဒီဇကားတွေကိုနားလေဖို့အပြစ်ကင်းတဲ့သူတွေကိုအပြစ်မတင်ဖို့ဘုရားကဖာရိရှဲတွေကိုပြောတယ်ကြောင့်မလို့လူသားကဥပုပ်နေ့ကိုအစိုးရတယ်လို့ယေရှုကဆိုလိုခြင်းဖြစ်တယ်လို့ကျွန်မရေးထားပါတယ်ဆရာမဟုတ်ကဲ့ thank you တခြားလို့ရောโอเคอันนี้มุมပြောမယ်တော့မဟောင်းမှာရှိတဲ့ဘုံလေးဆိုတာပညာချက်အများကြီးရှိတယ်လေနော်ဟိုရိုးရှင်းရှင်းလေးပြောရင်ဈေးဝယ်တာတွေဘာတွေတော့မလုပ်အောင်ဆိုတဲ့ဟာမျိုးတွေပေါ့အခုသခင်ခရစ်တော်လာတဲ့အခါမှာဥပုပ်ကသူကိုယ်တိုင်ကဥပုပ်နေ့ဖြစ်တယ်ပေါ့နော်ဆိုတော့သူကိုယ်တိုင်သူ့မှာအကုန်လုံးခွင့်ထူအာဏာရှိတဲ့သူကြောင့်ဖြစ်တဲ့အတွက်ကြောင့်စီကံဥပဒေအကုန်လုံးပြည့်ညက်ချက်အကုန်လုံးကတားမြစ်ချက်အကုန်လုံးကသူဖယ်ရှင်းပေးနိုင်တယ်ပြည့်ညက်ချက်များဖြစ်ပင်တော့လည်းပဲအခုနောက်မော်လေးပြောသလိုပေါ့နော်အငယ်ဆုံးတော့သူကိုဥပမာတော့ကျမတို့ဖះချောင်းပေါ့နော်ခုနဒုက္ခရောက်နေတဲ့လမ်းပေါ်မှာဒုက္ခရောက်နေတဲ့အချိန်မှာဘာလဲဖះချောင်းကိုသွားမဲ့လူကသူသွားဆရာရှိလို့လိလူရှုပြီးထွက်သွားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးထက်သခင်ခရစ်တော်ကအဲ့ဒီလူကိုကူညီပေးလိုက်တာကိုသူပို့ပြီးတော့လိုချင်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့ကျမတို့ရဲ့အသက်တာမှာပေါ့နော်အငယ်ဆုံးသောလူကိုခွင့်လွှတ်ခြင်းတနာခြင်းလို့အပ်တဲ့လူကိုကြည့်ရှုဖို့ဘုရားသခင်ပို့ပြီးတော့ဦးစားပေးဖို့ပြန်အခွင့်ဖြစ်တဲ့အကြောင်းပေါ့နော်ဥပုပ်ပြတ်ပြီးမဲ့လည်းအပြည့်တင်စီကြံပူဇော်ခြင်းထက်တနာခြင်းကရုဏာပိုအရေးကြီးတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမြင်ပါတယ်လို့ဟုတ်ကဲ့ thank you အခုတလောကျမခရစ်တော်ကဥပုပ်နေ့ကိုအစိုးရတယ်ဆိုတဲ့အရာရဲ့သဘောတဘာဝကိုကျမပို့ပြီးနားလဲရတဲ့အရာတစ်ခုကျမဝင်မြမယ်နော်အခုကျမအကြောင်းတက်တဲ့ CPA Clinical Pastoral Education မှာ chaplain တွေအမျိုးမျိုးရှိတယ်အမျိုးမျိုးဆိုတာကJewish chaplain ရှိတယ်ဒီ Christian chaplain ထဲမှာလည်း Catholic chaplain ပေါ့နော်အဲ့လိုမျိုးအမျိုးမျိုးကျမတို့ရှိတဲ့အထက်မှာအဲ့မှာကျမမြင်တွေ့တဲ့အရာတစ်ခုကပါလဲဆိုရင်Jewish Luna ဒီ Jewish တွေက Friday ရောက်ပြီဆိုအရန်ဒုက္ခရောက်တယ်နော် Friday Saturday ရောက်ရင်ဒုက္ခရောက်တယ်ဆိုတာကအရန် observe ဖြစ်တယ်လေ they observe the Sabbath very much ဒီအမှလောလက်တွေ့ကြုံရရတကူကပါလဲဆိုတော့အဲ့ဒီ Friday ဒီခုစား Virginia Home Sale မှာလည်းကျွန်မပြောတယ်သူSabbath နေ့မှာမလုပ်ရမယ့်အရာတွေအပေါင်း30ကျော်လောက်เนาะရှိတယ်အဲ့ဒါမှာဟိုမှာမကြီးရမချက်ရလို့စားဖဲလို့မရအောင်အဲ့လောက်ထိသူတို့နော်အလေးမမရတော့မှဘယ်လောက်ထိရှိလဲသူတို့ NG တောင်မှအနှွေးတဲ့စားလေးတဲ့ဟာတွေမဝေးရအဲ့လိုဟောက်ထိအထိသူတို့ဒီ law ရဲ့Sabbath ကိုထိန်းတဲ့ပေါ့နော် Sabbath ကိုထိန်းတဲ့အရာနဲ့ဒီ law ဆိုတဲ့အရာသူတို့ကိုဒီလိုမျိုးထုံထားတယ်လို့ကျွန်မအနေနဲ့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေအားလုံး
ကျွန်မခရစ်တော်ကိုယုံကြည်လိုက်တဲ့အခါမှာအဲ့ဒီအရာတွေအကုန်လုံးမရှိတော့ခရစ်တော်ကနေပြမခရစ်တော်ပေးတဲ့လွတ်လပ်ခြင်းအဲ့ဒါကဘယ်ပေါ်မှာပဲအခြေခံလဲဆိုတော့မေတ္တာတရားပေါ်မှာပဲအခြေခံတဲ့ခရစ်တော်ကိုယ်တိုင်ကဒီစဘတ်ရဲ့အရှင်ဖြစ်တဲ့အကြောင်းကိုအရှင်ဖြစ်တဲ့အကြောင်းပြတာလေပေါ့နော် now စဘတ်ဆိုတဲ့အရာကဘာလဲဆိုတာကိုနားလေတဘောပေါက်ဖို့ရန်အတွက်ခရစ်တော်ကနေပြမ new understanding of the Sabbath ကိုအမှတော့ introduce လုပ်လိုက်တယ် Sabbath ဆိုတဲ့အရာက rest ငြိမ်သက်ခြင်းတက်တာခြင်းပေါ့နော်ငြိမ်ဝတ်ပြပြခြင်းငြိမ်ဝတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဆိုအဲ့ဒီငြိမ်ဝတ်ခြင်းဆိုတဲ့အရာကဘာလဲတယောက်နဲ့တယောက်အဲ့လိုမျိုးဒီဥပဒေဘောင်ထဲမှာကျမတို့ဒီဘောင်ခတ်ခြင်းလားနှုတ်မရှင်ဖျားသခင်၌ငြိမ်သက်ခြင်းဆိုတဲ့အရာလားဆိုတာကိုသူဥပမာပြောတဲ့အချက်ကအမှပြပြတယ်အမှစနစ်မှာအကယ်လို့ခုမှာအရန်တန်ဖိုးထားတဲ့တူးပေါ့နော်တူးကိုဒီကျသွားတယ်ဒွန်းထဲမှာကျသွားတယ်ဆိုလို့ရှိရင်စဘတ်နှစ်မှာကျသွားတယ်ဆိုလို့ရှိရင်အဲ့ဒီတူးကိုမကယ်ပဲနေမလားကယ်မှာပဲလေဆိုအဲ့မှာတူးထက်လူရဲ့တန်ဖိုးကအရေးကြီးတယ်အဲ့ဒါကြောင့် opponent night ကျေးဇူးပြုအပ်တယ်အမှ juice တွေရဲ့နားလေထားတဲ့ဟာထုံတန်းစင်လာအဖြစ်ကျင့်သုံးခဲ့တဲ့ opponent ဆိုတဲ့အရာနဲ့ခရစ်တော်ကနေပြမသူopponent ဆိုတဲ့အရာကဖျားကိုဝတ်ပြုကူးကွယ်ရမယ်ဖျားလူကျင်တဲ့ဝတ်ပြုခြင်းဆိုတဲ့အရာမှာဖျားနဲ့တက်ဆိုင်တဲ့အကြောင်းတရားအသက်ရှင်ခြင်းကြည်ယူပြုခြင်းဆိုတဲ့အရာတွေကိုဒီ opponent မှာဘုရားမှာပြုတ်အပ်တာဖြစ်တယ်အဲ့ဒါတွေအားလုံးခရစ်တော်ကနေပြမသူယူဆောင်လာပြမသူကိုယ်တိုင်ဟာ opponent ကိုဖျက်တာမဟုတ်ပဲနဲ့ပြီးဆုံးရှိတော့သူကိုယ်တိုင်opponent ကိုစူးစမ်းတော့သူအုပ်စုတော့သူဖြစ်တယ်ဆိုပြမသူအနေနဲ့ juice တွေရဲ့ဒီ opponent ပတ်သက်ပြမနားလေခြင်းကိုပြန်ပြမreverse notion ပြန်ပြမဒီa new understanding နဲ့သူရှင်းပြခြင်းဖြစ်တယ်ဆိုတော့အထူးသဖြင့်သူဦးစားပေးတာကလွတ်မြောက်ခြင်းနဲ့မေတ္တာတရားပေါ့နော်ခုန compassionate တနာကရုဏာခြင်းအကျင့်တရားဒီပူရခြင်းတဲ့တနာကျင်နာခြင်းကိုပုံနှစ်သက်တယ်ဆိုတဲ့အရာကို opponent မှာကျင့်သုံးရမယ်အချက်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ခုနပေါ်ပြထားတဲ့အရာအလုံးပေါ်မှာလည်းပဲပြန်လဲစာ review လုပ်ရင်းနဲ့ထပ်မံပေါ်ပြခြင်းဖြစ်ပါတယ်လို့နံပါတ်9မှာအဘေကြောင့်ခရစ်ယေရှုတည်လက်တစ်ဖက်တည်တော်သူကို opponent ၌ယောဂငင်းစီတည်းဆိုတော့အခုနအပေါ်ကနံပါတ်8ရဲ့အမီကအဖေကဒီမှာပေါ်သွားတယ်နော်ခရစ်တော်ကလုံးဝလှန်ပစ်လိုက်တယ် opponent ကိုဘယ်လိုလှုပ်ဆောင်ရမလဲအကုန်လုံး restrict လုပ်ရမလား restrict မဟုတ်ဘူးဒီနေ့ကောင်းမှုကုသိုလ်ပြုတဲ့နေ့ဖြစ်ရဲ့ opponent ဆိုတာကငြိမ်ဝတ်ပြပြနော်ဘုရားသခင်၌ငြိမ်သက်ခြင်းဝတ်ပြုခြင်းobserve လုပ်တဲ့ဆိုတဲ့အရာကကောင်းတဲ့အရာကိုလှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတော့သူပြန်ပြလိုက်ပါ is it lawful to heal on the Sabbath နော်ဆိုတော့ Sabbath နေ့မှာကောင်းတဲ့အမှုကိုပြုရမယ်ဘုရားကျောင်းမသွားခင်အချင်းချင်းကျမတို့argument ဖြစ်တဲ့ဆိုရှင်အရင်ငြိမ်းချမ်းခြင်းကိုလုပ်ရမယ်ဆိုတဲ့အရာတွေလေခရစ်တော်သွန်ပေးတဲ့အရာအဲ့ဒါကြောင့်ဒါကိုကျမတို့တဘောပေါက်တဲ့အခါမှာခရစ်တော်ကတကယ်ပဲ opponent ကိုစူးစမ်းတော်သူဖြစ်တယ်အုပ်စုတော်သူဖြစ်တယ်ဆိုတော့ကိုကျမတို့နားလည်တဘောပေါက်နာအလားနဲ့တဘောပေါက်တာဖြစ်တယ်နံပါတ်10မှာဤအခန်းကြီးတွေဖော်ပြသောဘုရားသခင်၏ရွေးချယ်သောကျွန်နှင့်စရိတ်လက္ခဏာများကပဲနည်းပေါ့ဆိုတော့ခုနအပေါ်မှာဖော်ပြတဲ့အရာနဲ့နည်းနည်းနီးစပ်တယ်နော်ဒီမက်ဆိုင်ယာရဲ့လက္ခဏာဆိုတဲ့အရာနဲ့နီးစပ်တယ်ဆိုတော့အမှစရိတ်လက္ခဏာဘာတွေရှိမလဲဘုရားရွေးချယ်သောအစီခံသူရဲ့လက္ခဏာ
ဘယ်လိုရေးထားလဲ တော့သူလို့ကျမရေးထားတဲ့နံပါတ်1က อืม နံပါတ်1ဖျားတကယ်ဝိညာဉ်တည်နေတော့သူနံပါတ်2ကလူမျိုးတို့ကိုလူအမျိုးမျိုးတို့ကိုတရားပေးမိသူနံပါတ်3ကငင်းခုန်ခြင်းဖြစ်ကြော်ခြင်းကိုမပြုတော့သူနံပါတ်4ကသူ့ရဲ့အတန်ကိုအပေသူမြတ်မကြားရမိသူနံပါတ်5ကတရားစီရင်မိသူလို့ရေးထားပါတယ် ဟုတ်ကဲ့ဝိညာဉ်တော်နဲ့ပြည့်စုံတော်သူမေတ္တာတရားနဲ့ပြည့်စုံတော်သူเนาะညာတရားစီရင်ခြင်းကိုယူဆောင်လာတော်သူပြီးတော့ဂျန်တောင်းများအတွက်မျိုးလင်းခြင်းကိုခေါ်ဆောင်တော်သူပူဆောင်တော်သူတခြားထက်ချင်တာရှိအောင်လား သူ့ရဲ့နာမကိုလူအမျိုးမျိုးတို့ကိုးစားကြမဲ့သူကိုးစားရမဲ့သူဖြစ်တယ်တဲ့ ဟုတ်ကဲ့ဟုတ်တယ်21မှာเนาะသူရဲ့နာမကိုလည်းလူမျိုးမျိုးတို့ကိုကူစားကြလိမ့်မည်တခြားထက်ချင်တာဖော်ပြချင်တာရှိသေးလား ဟုတ်ကဲ့ဆရာမမထည့်ထားတဲ့မတူတဲ့အရာတွေထည့်ထားတာကတော့ဘုရားသခင်ရဲ့ရွေးကောက်ခြင်းပေါ့နော်ချစ်ချင်းမေတ္တာကရုဏာကိုခံစားရတဲ့သူဘုရားသခင်ရဲ့အမှုတော်များမှာတပည့်တော်စစ်ပြီးသားစွာဖြင့်ပေါ့နော်နှိမ့်ချစွာအစီခံပြီးတော့ဘုရားတော်ကားကိုနာခံဆက်ခတ်တော်သူနောက်တစ်ခုကမတူတာကဟိုပါပေါ့ကိုယ့်ရဲ့ဟောပြောဝင်ကတက်တည်ခံခြင်းနေရပေါ့နော်ထိမိ၍သူတစ်ပါးကိုထိမိ၍လဲကြစရာမဖြစ်စေဘဲနဲ့ပေါ့နော်ကိုကယုံကြည်သူဖြစ်ပေမဲ့တခါလေကိုယ့်ရဲ့တက်တည်ခံဝင်ကဟောပြောခြင်းတွေကတိဆောက်စရာမဖြစ်နိုင်တဲ့အကြောင်းတွေတစ်ပါးသူအတွက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းတတိထားဖို့ဖြစ်ရမယ်နောက်တစ်ခုကအဲ့ဒီ19အခန်းငယ်19မှာဆိုရင်မိမိရဲ့မှုတော်အတွက်လှုပ်ဆောင်ချက်တွေကိုပေါ့နော်သူဘာသိဖို့ရန်လှုပ်ဆောင်နေခြင်းကိုမပြသဘူးပေါ့နော်အဲ့လိုလေးရေးထားပါတယ်စမိုင်း Okay, thank you, Pa. So the servants of the chosen servants ဆိုတဲ့ Isaiah 42 verses 1 to 4အနေပြမပြန်ခုတ်ပြမယူထားတာဖြစ်တယ်เนาะ So ဒီမတဲကိုကျွန်တော်ကြည့်တဲ့အခါမှာဒါခုနအရှိပိုင်းမှာဒီ audience က Jewish တွေအတွက်ဖြစ်တယ်ဆိုပြီးပြောတယ်လို့ပဲလေOld Testament ကိုအများကြီးသူကူကားထားတယ်နံပါတ်ကျွန်မမိတော့ဒီတမဟောင်းထဲကဟာပေါ့နော်အများကြီးမထျုကနေပြမကူကာခုနှုတ်ပြမပြောထားတယ်ဆိုတော့ဒီနေရာမှာလည်းပဲ the servants of God ဆိုတဲ့အရာက Isaiah 42:1 ကနေပြမ4မှာရှိတဲ့အကြောင်းအရာကိုပြန်လည်းကူကာထားတဲ့အချက်ဖြစ်တယ်ပြောတာပေါ့ခရစ်တော်ဟုတ်အဲ့မှာတင်တို့မြူလင်ထားတဲ့ the servant of God ဆိုတာခရစ်တော်ဖြစ်တယ်မက်ဆာယာငါဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အမေတန်တူတော့ connect လုပ်ရအောင်သူကူညီပေးတယ်ဒီနားလည်လုပ်ရအောင်သူမေတန်ပြန်ထောက်ပြတယ်ပေါ့နော်အမတခုရှိသေးတယ်ရီးလဲပေါ့ဟိုပါပေါ့ပြောမဟုတ်ပေါ့နော်အပြောတတ်မဟုတ်ပဲပေါ့နော်မိမိရဲ့လှုပ်ဆောင်ချက်ကိုပေါ့နော်တက်တည်ပြနိုင်တဲ့လုပ်တဲ့သူဖြစ်ရမယ်ပေါ့နော်ဟုတ် yep ဒါအရာရေးထားတာပေါ့နော်အဲ့ထက်အများကြီးလေးနဲ့ပါတယ်လို့ပြောချင်တယ်ရာတော့လေလက်တွေ့ကျမတော့လေဒီမေခွန်းကဖျားသခင်ရွေးချယ်သောကျွန်ဤဇယိုက်လက္ခဏာဆိုတာသခင်ခရစ်တော်ကိုညွှန်းတာလို့ပဲထင်တာပဲလေဟုတ်တယ်တပည့်တော်တွေကိုသူ့ရဲ့တပည့်တော်တွေကိုနောက်လိုက်တွေကိုနမူနာဖြစ်စေချင်တာလည်းဖြစ်မှာပေါ့ဒါမဲ့ခရစ်တော်ရဲ့ဇယိုက်လက္ခဏာကိုပြောပြတယ်လို့ပဲကျမထင်ပါတယ်ဟုတ်တယ်သူ့အကြောင်းကိုသူပြောပြတယ်confirm ဖြစ်စားပါလဲဘောဒီဒီလိုမျိုးလင့်ခဲ့တဲ့မက်ဆာယာကငါပဲဆိုတဲ့အရာကိုမဲတန်သူဒီအချက်ပြည့်စုံတယ်ဆိုတဲ့အကြောင်းပေါ့နော်ကိုသူရင်ထားတာပဲဟုတ်တယ်သူရင်နှွှဲတဲ့အခါမှာအခုကိုပြောတာခုမှလာတာမဟုတ်ဘူးလို့နင်တို့ဟိုးအရင်ကတည်းကမျိုးလင့်ထားတဲ့ပုံကိုဖြစ်တယ်ဆိုတဲ့အကြောင်းကိုနားလည်အောင်ဓမ္မဟောင်းတဲ့ကသူတို့တိထားပြီးသားအရာတွေကိုပြန်ခုတ်ပြီးတော့မှပြောတယ်ဟုတ်တယ်Isaiah ကိုခုတ် proof yeah အဲ့မှာလေဆရာမကျမမေးချင်တာတခုကနင်းနယ်သောကျူပင်ကိုမချိုးဘူးတဲ့မိခိုးများသောမိစာကိုမတတ်ဘူးအဲ့ဒါကိုနည်းနည်း
အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းပြောပြနိုင်မလားဆရာမ no 20မှာနော် ဟုတ် just အဲ့မှာလေဇေယိုက်လက္ခဏာမှာအဲ့ကြွလာအဲ့ခရစ်တော်ရဲ့ဇေယိုက်ကနင်းနယ်သောကျူပင်ကိုမချိုးဘူးတဲ့နော်မိခိုးများတဲ့မိစာကိုမတတ်ဘူးလို့ပြောထားရလေ ဟုတ် yeah အဲ့ဒါကဟိုနင်းနယ်သောကျူပင်မချိုးတာတော့ကျွန်မသဘောပေါက်တယ်လို့ရှိတယ်သင်ရဲသားတွေနှိမ့်ကြတဲ့လူတွေကို तू ကမဖိနှိပ်ဘူးပေါ့နော်မိခိုးများသောမိစာကိုမတတ်ဘူးဆိုတာဘယ်လိုအဓိပ္ပာယ်လဲဆိုတာကျွန်မကောင်းကောင်းသိဘူး ဟုတ်ကဲ့အဲ့မှာအဲ့ဒါကိုဖတ်ပြီးတဲ့အခါမှာအနောက်မှာ next sentence ကိုဖတ်လို့ရှင်ပို့ပြမှာသဘောပေါက်ဖို့ရန်အတွက်စာကူငီပင်းလာတော့မသိဘူးတရားဒီအောင်မြင်ခြင်းတို့ရောက်မယ်အကြောင်းစီရင်လိမ့်မည်တဲ့ဆိုတော့အဲ့ဒီနေရာမှာမိခိုးဆိုတဲ့အရာပါကိုပုံဆောင်တယ်လဲဆိုတော့အခုမိခိုးဆိုရုပ်စာတော့မလို့ဝတ်တင်တယ်အခုမြန်မာပြည်မှာမိခိုးထွက်ပြီဆိုရင်အစင်ကမပြေဘူးမြန်မာပြည်မှာမိခိုးထွက်ပြီဆိုရင်အဲ့ဒီ contact နဲ့ပြောရင်ပို့ပြီးကျွန်တော်နားလေတာဥစားနားလေဖို့လို့မလားဆိုဥမာဒီရန် violent ပေါ့နော်မိခုများတော့မိစာကိုမတတ်တရားဒီအောင်မြင်ခြင်းတို့ရောက်မဲ့အကြောင်းရှင်းရင်လိမ့်မည်ဒီမိခုတွေကိုမဟုတ်စားပါလဲတနေ့တစ်ခါကျရင်တို့တတ်လိမ့်မယ်အောင်မြင်တရားနောက်ဆုံးမှာတရားတော့အရာကမဲ့စူးစမ်းလိမ့်မယ်ဆိုတဲ့အကြောင်းပေါ့နော် အခုမလုပ်သေးဘူးပေါ့နော် ခုလောက်တော့မယ်မိခိုးများပေါ့နော်များတော့မိစာကိုမတတ်တရားဒီအောင်မြင်ခြင်းတို့ရောက်မဲ့အကြောင်းစီရင်လိမ့်မယ်အခုမတတ်သေးဘူးမိကခုခိုးနေတယ်မိကိုကထွက်နေတယ် okay ရအခုထွက်နေတယ်ခုမတတ်သေးဘူးခုထွက်နေတယ်ဒါပေမဲ့ဒါအဆုံးမဟုတ်ဘူးနောက်ဆုံးမှာတရားကပဲအောင်မြင်ခြင်းရမယ် okay ဟုတ်သားပြီ အခုအတူရဖြစ်နေတဲ့အခြေအနေကိုပေါ်ပြတာပေါ့နော်ညင်းနဲ့လက်ရှိတော့ကျူပင်ကိုလည်းမချိုးနောက်ပြီးတော့ညာအခြေအနေကိုတို့အနေနဲ့နားလဲအောင်methodology ဒီဘာခေါ်လဲ symbolic နဲ့ပေါ့နော် symbolic နဲ့ပေါ်ပြခြင်းဖြစ်တယ် yeah အခုလည်းကျမတို့မြန်မာပြည်မှာဒီ the servant of God လို့တယ်နော်ဘုရားသခင်ရဲ့အစီခံဘုရားသခင်ရဲ့အစီတော်ခံတဲ့လူတွေကိုကျမလိုအပ်တာဖြစ်တယ်အဲ့ဒီဘုရားသခင်ရဲ့အစီတော်ခံတဲ့လူရဲ့လက္ခဏာဒါတွေအကုန်လုံးကျမကြည့်တဲ့အခါမှာတရားမျှတခြင်းကိုယူဆောင်မဲ့လူမျိုးလင့်ခြင်းကိုပြီးတော့သူတနာကရုဏာခြင်းကိုယူဆောင်လာတော့သူပြီးတော့ဝိညာဉ်တော်နဲ့ပြီးတော့မှနေကြခြင်းတရားပူယူဆောင်လာတဲ့လူကျမတို့လူတာဖြစ်တယ်မိခိုးတွေတတ်ဖို့လိုအပ်တာဖြစ်တယ်နော်ဒီငေဆုံးတော်တွေကိုမဆားမဲ့လူတွေလိုအပ်တာဖြစ်တယ်အားဖြစ်ဆုံးကတရားဒီအောင်မြင်ခြင်းတို့ရောက်မဲ့အကြောင်းစီရင်လိမ့်မည်အောင်မြင်ကစောင့်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်ကဲဆက်တစ်မှာလူတယောက်ကလည်းမေတော်နဲ့ညီတော်တို့ဒီကိုရောနဲ့နှုတ်ဆက်လူ၍ပြင်မာရက်လက်ညီကြရီဟုတ်ရှောက်လင်ကိုရောကငါအမိငါညီကအဘယ်နည်းဟုတ်ပြန်ဖြီခဲ့ပါသည်ဤကြံချစ်အရာယေရှုတီမိမိခင်နဲ့ညီများကိုအတိအမှတ်မပြုတ်မလေးစားမှုမရှိခြင်းဟုတ်တင်ယူဆပါသလားတင်မီတို့ထင်မြင်သည်မိခင်များနေနော်မေကအပြင်ကနေစောင့်တယ်ကောငါမေကဘာတူလဲကောအမေဘယ်လိုမျိုးလားဘယ်လိုလဲခရစ်တော်ပြောချင်တာဒီချက်ပါ message ကိုပေးတာလဲဟိုမှာword by word အနေနဲ့ကြမ်းချက်ကိုအနေဖွင့်မယ်ဆိုရင်ဒါပဲလေနော်မလေးစားရရောက်တယ်သူ့မိကိုအတိမမပြု word by word အနေနဲ့ကျွန်တော် interpret လုပ်မယ်ဆိုရင်ဒါမဲ့အဲ့လိုမဟုတ်ဒီမဲ့နဲ့ဒီစကလုံးထွက်လာအောင် context ကပါခရစ်တော်ကဘာပြောနေတဲ့အချိန်လဲဘာ message ကိုပေးနေတဲ့အချိန်လဲဆိုတာကိုကျွန်တော်တို့ text အကုန်လုံးဖတ်တဲ့အခါမှာ
နားလည်မှာဖြစ်တယ်ဆိုတော့ကိုယ့်အနေနဲ့ဘယ်လိုနားလည်လဲ အနိမမှုပြောမယ်နော် ဟုတ်ကဲ့ ပြောစာတွေတော့အများကြီးရှိမှာပါကျမငယ်ငယ်တုန်းကဆိုအဲ့ဒါ Jesus ကိုလည်းနည်းစိတ်ဆိုးတယ် why did he say that to his mother and brothers ဆိုတော့နော်ဒါပေမဲ့အခုမယူဆဘူးအခုတော့မယူဆဘူးဒါသူဒီလိုပြောချင်တဲ့သဘောမဟုတ်ဘူးသခင်ယေရှုကသူနဲ့အသွေးသားမတော်ဘူးအသားအရည်အောင်မတူဘူးကွဲပြားခြားနာခြင်းဆိုပေါ့နော်အကောင်းဆုံးအနေအမြင်ပါဘူးမှသူကြောသားရင်ဒါမခွဲဘဲနဲ့အားနေခြင်းအသာခြင်းကိုအဓိကမထားဘဲနဲ့ပေါ့နော်သူအားလုံးကိုချစ်တော်မူတယ်ဆိုတဲ့အကြောင်းအရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုသူပြချင်တယ်သို့တော့ကောင်းကင်ဘုံရဲ့အလိုတော်ကိုဆောင်တော်သူများအားလုံးအငယ်ဆုံးသောသူများအားလုံးကိုပေါ့နော်သူချစ်တယ်ပြီးတော့ပြုစုစောင့်ရှောက်ခြင်းရဲ့အမှုပြုတဲ့လူအားလုံးကိုလည်းသူကသူ့ညီကိုမောင်နှမသူမိသူနှမသူအမိလို့သူသတ်မှတ်တယ်ဆိုတဲ့အကြောင်းကိုသူပြောထားတာဖြစ်တယ်ကျမတို့ယုံကြည်သူများအားလုံးရဲ့အပြုမူစိတ်သဘောထားအားလုံးကိုခရစ်တော်ရဲ့အသက်ရှင်ခြင်းအမှုတော်ဆောင်ခြင်းသင်ကြားပေးခဲ့တဲ့အသက်တာအတိုင်းနေထိုင်ဖို့ရာသူပြညွှန်ခြင်းဖြစ်ပါတယ်လို့ ဟုတ်ကဲ့ thank you ပါအဲ့မှာလည်းဒီမေတော်နဲ့ညီတော်များလာတဲ့အချိန်text ကိုအချိန်ကိုကျမတို့အခန်းငယ်46မှာစတယ်လေသူတို့ပရိသတ်တို့အားဟောတော်မူစဉ်တွင်တဲ့သူတရားဟောနေတဲ့အချိန်မှာဒီအချက်ကဝင်လာတာဖြစ်တယ်သူတို့တရားဟောတယ်ဒီကောင်းကင်နိုင်ငံနဲ့တက်ဆိုင်တဲ့တရားဒါကိုသူဟောတဲ့အချိန်မှာအပြင်ကနေပြမသူမေတော်နဲ့ညီတွေလာတယ်ပေါ့နော်ဆိုတော့အဲ့မှာသူပြီးချင်တဲ့ message ကသူ့ရဲ့အမေနဲ့သူ့ရဲ့ညီတွေကိုမထီမဲ့အမြင်မလေးစားတာမဟုတ်ဘဲနဲ့ message ပေးချင်တဲ့အရာကခုနအန်တီဟဲလန်ပြောသလိုပေါ့နော်ဒီခရစ်တော်၌သူရဲ့အလိုတော်ကိုဆောင်တော့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်တော့သူအားလုံးကညီကိုမတွေဖြစ်တယ် the relationship the importance of spiritual relationship and obedience to God ဆိုတဲ့အရာကိုသူအနေနဲ့ဒီ message ကိုဖော်ပြလို့ချင်းဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဆိုရင်တော့ငါအမိငါညီဆိုတဲ့ပြဿနာရှင်းသွားလို့တင်တယ် brothers and sisters in Christ ဆိုတဲ့အရာက spiritual relationship ကိုဖော်ပြတာဖြစ်တယ် သဘောတောင်း yeah yeah Thank you. This is the marriage. any other question or like စိတ်ထဲမှာထိနေတဲ့မချင်ဘူးလားတရားပါလေအကုန်လုံးလဲကျမလည်းပြချင်မှလည်းပြမှာဖြစ်တာပါဘောတော့ဒါပဲဆွေးနွေးတာဆိုတာကအဲ့ဒါလေတယောက်နဲ့တယောက်ကျမတို့နားလည်တဲ့အရာကိုကျမတို့ဆွေးနွေးခြင်းအဖြစ်ပို့ပြီးသဘောပေါက်တယ်အခုကျမတို့စိတ်ထဲမှာရှိပြမှာလေမပြုံးသဘောပေါက်ရတာနဲ့မပြုံးနိုင်ပေးနဲ့ကြံခဲ့တဲ့ဦးနောက်ထဲမှာကြံခဲ့တဲ့အရာတွေကတကယ်ကြံခဲ့တဲ့အရာတွေနော်အဲ့ဒါကိုသိသိချင်းတယ်နော် ကျမဆောဆောပြောတာလေဒီမေတော်နဲ့ညီတော်ကတရားဟောတဲ့အချိန်မှာကိုယ့်အကူ question ပေါ့နော်အခုကလေးခေါင်းထဲမှာဝင်ရှိတာလားမရှိတာလားအဲ့ဒါလေးမရှိလို့ तू ကစိတ်ဆိုးပြီးများပြောလိုက်တာလားနှုတ်ပဲသွားတချို့ကဟုတ်တယ်လေဘုရားเจ้าဘုရားเจ้าနယ်ပဲနှိုင်းမယ်နော်လက်တွေ့ဖြစ်နိုင်တဲ့အရာဆိုတော့ထဲတော့မဝင်လာဘူးလေပြီးရင်အပြင်မှာတော့နှုတ်ဆက်တယ်ပေါ့နော်ဖြစ်နိုင်တဲ့အရာတွေကိုတွေးမိတာပါအဲ့အကြောင်းဒီကျမ်းချက်အရာသူတို့ရှိလားမရှိလားပေါ့နော်အဲ့ဒါလေးခေါင်းထဲဝင်လာလို့ပါဟုတ်ဒီချိန်မှာခရစ်တော်ကတော့ဒီကပနာခုနကပနာမြို့ကနေထွက်သွားပြီနော်သူတရားကဆက်ဟောနေတယ်တရားကဆက်ဟောနေတယ်ဆိုတော့သူဟောတဲ့နေရာမှာသူအမိတွေကတော့မလာဘူးသူတို့ရွာနေပြမခရစ်တော်ကိုနှုတ်ဆက်ဖို့ရန်အတွက်လာတဲ့သဘောမှာရှိတယ်ဆိုတော့အဲ့ဒီလူထဲမှာတော့သူတို့အမိနဲ့ညီတော်တွေကတော့မရှိဘူးနောက်ဆောဆောဆရာမပြောသလိုမပြောမဖြစ်တဲ့အရာလေးကျွန်မရေးထားတဲ့အရာလေးပေါ့နော်
ဒီဆွေမျိုးတော်ဆက်တဲ့အရာတွေပြောခြင်းမဟုတ်ပဲနဲ့ပေါ့နော်ဖျားရဲ့ရွေးကောက်ခြင်းနဲ့တူသခင်ရှုသိတဲ့သူခွဲခန့်မှတ်သားထားတဲ့လူယုံကြည်သူတွေများအားလုံးပေါ့နော်အဲ့ဒီအတွက်ကိုပေါ့နော်မိသားစုဆိုတဲ့အရာကကိုယ်တိုင်လဲ church ပဲလေနော်မိသားစုဆိုတာလဲအသင်းတော်ပဲပေါ့နော်အဲ့ဒီအရာအဖြစ်ပေါ့နော်လောကမှာရှိစဉ်ဝိညာဉ်ရေးရာအတွက်ပေါ့နော်ဒီတိုင်းရှိစဉ်ပဲမဟုတ်ဘဲနဲ့ချင်းပေါ့နော်တိဆောက်ဖို့ရန်ပေါ့နော် तू ကတယောက်စီတိုင်းမှာလဲစုကျေစုမျိုးပြစ်ထားပြီးသားပေါ့နော်အဲ့ဒါကိုလက်တွေ့အသုံးချပြီးတော့ပေါ့နော်ဝိညာဉ်ရေးရာကိုတိဆောက်ရမယ်လူဆိုတာကအားနေတဲ့အချိန်ရှိတယ်ပေါ့နော်အားများနေတဲ့အချိန်လည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အားနေတဲ့အချိန်မှာခွန်အားယူမယ်ကိုအားရှိတဲ့အခါမှာလည်းပြန်လည်ပြီးတော့ခွန်အားပေးမယ်ပေါ့နော်အဲ့ဒါကြောင့်ပေါ့ဆရာမနေုံလည်းဒီကတတိရတယ်အဲ့ဒီခက်ချိန်မှာလေသူအမြဲတမ်းဆုတောင်းတဲ့အခဲမှာအဆုံးမှာအမြဲပါတယ်အိဖက်ဩဝါဒစာထဲမှာပြောပါတယ်သခင်ယေရှုအားဖြင့်အသင်းတော်အားဖြင့်ကမ္ဘာအဆက်ဆက်ပေါ့နော်ဘုန်းကြီးတော်မူစေတတိပေါ့နော်အဲ့ဒါအရေးလေးကိုကျမထဲကိုအရန်တိုးထိပါတယ်လို့အဲ့ဒါလေးကျမအဲ့ဒါလေးပြောခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်လောကမှာထားတယ်ဘုန်းတော်ထင်ရှားရမယ်ဒီတိုင်းပြီးတော့မှာမဟုတ်ဘူးဒီနေ့သခင်ရှုပြန်ကြွလာမယ်ပေါ့နော်အဲ့ဒီမကြွလာမချင်းမချီဆောင်ခြင်းနေ့ရက်မတိုင်အောင်ပေါ့တိုင်အောင်ပေါ့နော်ကျမတို့ကပေါ့နော်သစ္စာရှိစွာဖြင့်အမှုတော်မှာဒါခံလိုက်လျှောက်အသက်ရှင်ပြီးတော့ပေါ့နော်ကောင်းကင်နိုင်ငံထာဝရနိုင်ငံမှာလည်းမိသားစုဖြစ်အတင်းတော်ကြီးကိုဒီမှာထားရတာအဲ့ဒီဟာအဓိကပဲပေါ့နော်အဲ့လိုလေးရေးထားပါတယ်လို့ Okay, thank you for sharing. နောက်ဆုံးတစ်ခုကဒီကျမတို့ယုံကြည်သူရောက်စီတိုင်းကိုလည်းပဲခရစ်တော်၌ညီကိုမောင်နှမများဆိုတဲ့အရာကိုမိမိရဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ခံယူပြီးတော့မှအချင်းချင်းဆက်ဆံတယ်ဆိုလို့ရှိရင်အမတားမှဒီပြုတ်ဆရာကောင်းတယ်အမတားမှအနှစ်သာရရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါနဲ့ conclusion လုပ်ချင်ပါတယ်လို့ဟုတ်ပြီအားလုံးတူတူကစက္ကဆုတောင်းရအောင်နော်ကိုရရှင်ဖတ်ဒီနေ့တတမီတို့ဆွေးနွေးပြန်လဲဆွေးနွေးတော့နှုတ်ကပတ်တော်များအတွက်သူကျေးဇူးတင်ပါ၏ကိုရရှင်ဖြိုင်းနှုတ်ကပတ်တော်ဒီလေးနဲ့တော်အရာဖြစ်ပါ၏လေးနဲ့တော်အရာကိုတတမီတို့နားလဲတဘောပေါက်နိုင်ဖို့လူငါတန်ရှင်တော်ဝိညာဉ်တော်ဖျားနာလဲနိုင်တော်အခွင့်ပေးသနာတော်မူပါလမ်းပြဖို့ဆောင်ကောင်းကြီးပေးသနာတော်မူပါတတမီတို့နှုတ်ကပတ်တော်ဆင်ခြင်အောင်မြင်နှလုံးသွင်းတဲ့အခါတိုင်းမှာကိုရရှင်ဖျားတယောက်စီတိုက်အတွက်ထိမိ၍တိဆောက်စရာဖြစ်နိုင်ပါမယ်အကြောင်းကိုရရှင်ဖျားကောင်းကြီးပေးသနာတော်မူပါတခြားသောသူများဒီနေရာမှာမပါရှိနိုင်သောသူရောက်စီတိုင်းဒီလည်းပဲသူတို့ရဲ့နှုတ်ကပတ်တော်လေးလာခြင်းအဖြစ်နဲ့ပဲတန်ရှင်တော်ဝိညာဉ်တော်ဖျားသူတို့ကိုစကားပြောတော်မူလက်နေစဉ်တိုင်းခွန်အားဖြစ်စီတော်မူလက်ကိုရရှင်ဖျားနဲ့ပို့ပြီးနေကနိုင်ဖို့လုံငါဖြစ်စီတော်မူပါနောက်ဒီလာမဲ့လာမလည်းပဲဤကဲ့သို့ကောင်းမှုစွာနဲ့နှုတ်ကပတ်တော်များကိုပြန်လဲဆင်ခြင်နှလုံးသွင်းခွင့်နဲ့အတူတိတဖန်ပြန်လဲတွေ့ဆုံနိုင်ဖို့လုံငါကိုရရှင်ဖျားကောင်းချီးပေးသနာတော်မူပါကိုရရှင်ဖျားပြုတော်အမှုများကိုပြန်လဲရည်သွချီးမွမ်းရင်းနဲ့ကြံရှိနေသောတသမီတို့ရဲ့အသက်တာချိန်နိုင်အာရုံလုံးကိုရှင်ဖျားလက်ဝန်တော်အနှံတဲ့ခါမှာတည်ခြင်းမှရှင်ပြန်ထမြောက်တော်မူသောသခင်ယေရှုရဲ့အမိမဟာနာမတော်ကိုမြည်ပြီးဆုတောင်းကြပါမည်ဆိုဖျားသခင်အာမင် Amen. 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 Thank you, Pastor.